အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုရင်တော့ဇိုင်းဆရာတက်တွေကတွတ်ထွက်ရှိထားတဲ့ပြောင်းမျက်စိရဲ့သွေးဆိုတဲ့စာအုပ်ထဲကမှာဘဝတလာဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်သွားမှာဖြစ်ပါတယ်။ညချက်လေးတက်ပြီးနားဆင်ပေးကြ။ညင်တော့ပို့ပြီးတော့ကောင်းမယ်ထင်ပါတယ်။အားလုံးပဲနားဆင်ပေးကြပါဦး။ဘဝတလာတာဒီတခါမှမပြောပြဘူးတဲ့အကြောင်းလေးတစ်ခုအခုရေးမဲ့ဘဝတလာဆိုတဲ့ဝတ္ထုမှာပြောပြရအောင်မယ်။လောကမှာချစ်သူခင်သူလို့ပြောတတ်ကြတယ်။တကယ်တော့လူတွေမှာချစ်သူသာရှိခြင်းရှိမယ်။ခင်သူဆိုတာအင်မတန်မှရှားတယ်။ဒါတိတ်ချစ်သူလှရင်အကြောင်းကိုဝေပြိုရဲ့အချစ်နဲ့ချစ်ကကလေးစားဆိုတဲ့ဝတ္ထုမှာရေးခဲ့ပါတယ်။ဒါမဲ့ဒါတိတ်ရဲ့ခင်သူအကြောင်းကိုတော့ဒါဒီတခါမှပြောမပြခဲ့ဘူးဗျ။တကယ်တော့ချစ်သူဆိုတာလူတိုင်းလူမှရှိကြတာပဲဗျ။တနာပင်မနဲ့မှမကင်းတာမှမဟုတ်တာ။ခင်သူဆိုတာတနာပင်မပါပဲ928မေတ္တာနဲ့အဖြူစင်ဆုံးချစ်ကြတဲ့သူတွေပါလူဘဝမှာအင်မတန်မှကြုံရခဲ့တဲ့ဖြစ်ပျက်ပဲဗျကျုပ်9ရန်အောင်ပြီး10ရန်တက်တဲ့နှစ်ကပေါ့ဗျကျုပ်တို့မှာတင်ချဆရာ2ယောက်ရှိတယ်ဗျဆရာဦးစောမြင့်က algebra တင်တယ်ဗျအခရာတင်ချလို့ရခေါ်တာပေါ့ဗျာဆရာမတော်ဝင်းကြီးက geometry တင်တယ်ဗျဆရာဦးစောမြင့်ကရဲစခန်းဝင်းဟိုဘက်ကရှက်လန်းမှာနေတယ်လေဗျာတနေ့တော့အေးသားတီကျောင်းဆင်းရင်ဒီစာအုပ်တွေယူပြီးငါ့အိမ်ကိုလာဖို့ကြားလားဟုတ်ကဲ့ဆရာသပွဲပေါ်မှာထပ်ထားတဲ့စာအုပ်ပုံကိုလက်ညှိုးထိုးပြပြီးဆရာဦးစောကကျုပ်ကိုပြောတယ် algebra လေ့ကျင့်ခန်းစာအုပ်တွေဗျကျောင်းဆင်းကောင်းလောက်ထိုးတော့ကျုပ်ကလွယ်အိတ်ကိုဆက်လွယ်တိုင်းစာအုပ်တွေကိုပွေလိုက်တယ်ဆရာဦးစောမြင့်အိမ်ကိုရောက်တော့ဆရာကတော်ကိုပဲတွေ့တယ်စာအုပ်တွေကိုအိမ်ရှိကဆရာစပွဲကုံပေါ်မှာတင်ထားလိုက်တယ်ဆရာကကျောင်းမှာအစည်းအဝေးရှိလို့ပြန်မြောက်သေးဘူးလို့ဆရာကတော်ကပြောတယ်နောက်နေ့ကစနေတနင်္ဂနွေကျောင်းပေးရက်လေဗျာဆရာကတော်ဒီစာအုပ်တွေကိုတနင်္လာနေ့မနက်ကျောင်းမတက်ခင်ကျွန်တော်လာတည်ပေးပါမယ်လို့ဆရာကိုပြောပေးပါအော်အေးဒါထက်မင်းနာမည်ကဘာတူလဲကျွန်တော်နာမည်ကတာတီပါဆရာကတော်အော်အေးရောမောင်တာတီမင်းဆရာပြန်လာတော့အန်တီပြောလိုက်ပါမယ်ကွယ်ကျုပ်ကရှစ်လန်းကနေပြန်ထွက်ပြီးရဲစခန်းဝင်းဘေးပြန်လျှောက်တာပေါ့ဗျကျုပ်နေတဲ့ဘာကြီးအိမ်ကဈေးပိုင်းမှာလीဗျာနည်းနည်းတော့ရှောက်အောင်မှာပေါ့6လမ်းကိုကြော်လိုက်တဲ့အချိန်မှာကျုပ်နောက်ကနေဘေးကိုလို့အော်တန်ကြားလိုက်တယ်ကျုပ်လဲလမ်းဘေးကိုဆင်းပေးဖို့လှုပ်လိုက်တယ်ဒုံဘေးကိုဆိုတဲ့အတန်းနဲ့ဒုံဆိုတဲ့အတန်းကတစ်ဆက်သေးပဲဗျကျုပ်မှာရှောင်ချိန်မှမရလိုက်တာဘေးကိုဆိုတာစပိန်စီးလာတဲ့မိန်းကလေးကြောက်ရဲ့အတန်းဒုံဆိုတာကျုပ်ကိုစပိန်နဲ့ဝင်တိုက်တဲ့အတန်းဗျကျုပ်လဲတော့မသွားဘူးဗျဘေးကိုခြေနှလန်းစာလောက်တော့ရွေ့သွားတယ်ကျုပ်ကတော်တော်ကိုဒေါသထွက်သွားတာပြုတ်စိတ်ဆိုးဆိုးနဲ့လှန့်ကြည့်လိုက်တော့ကျုပ်ကိုတိုက်တဲ့စပိန်ကလမ်းပေါ်မှာလဲကျနေတယ်စပိန်စီးလာတဲ့ကောင်မလေးကစပိန်ပေါ်ကပြုတ်ကျပြီးလမ်းပေါ်မှာလဲနေတယ်သူ့ဒူးကောင်းကိုလက်နဲ့ဖိထားတယ်ခြေလုံးဖြူဖြူလေးတွေမှာပွန်းသွားပြီးသွေးလေးရစို့နေရဲ့ဗျကောင်မလေးကကျုပ်ကိုအရန်အားနာတဲ့မျက်နှာနဲ့လှမ်းကြည့်တယ်ဟာလှလိုက်တဲ့ကောင်မလေးဗျကျုပ်ရင်ထဲမှာမီးလိုတောက်နေတဲ့ဒေါသတွေဟာရေနဲ့နှိမ့်လိုက်တဲ့မီးလိုပဲချက်ချင်းကိုငိမ့်သွားတာဗျကောင်မလေးစီပြေးသွားပြီးလဲနေတဲ့စပင်းကိုမပြီးထောင်လိုက်တယ်စပင်းကိုတောင်းမြန်ထောက်လိုက်ပြီးတော့ကောင်မလေးစီကျုပ်ထသွားတယ်မင်းထနိုင်ရဲ့လားဘယ်နှနာဝသေးလဲအော်ဒူးကောင်အရန်နာသွားတာပဲထနိုင်မှာပါလို့ပြောပြီးသူထကြည့်ဒါမဲ့ဒူးကောင်ကတိတ်နာနေတဲ့ထင်တယ်ရိုင်သွားတယ်ဗျကျုပ်သူ့လက်ကိုဖမ်းဆွဲပြီးထူပေးလိုက်တယ်သူနာလုံးကိုစုပ်တက်လိုက်တယ်ဆေးကန်းလိုက်ဖို့ပေးရမလားသူကျုပ်ကမေးလိုက်တော့ကောင်မလေးကခေါင်းခါပြတယ်ခေါင်းခါလိုက်တော့သူ့ခေါင်းကစပင်လေးတွေကလွန်ခါသွားတယ်နတ်မောင်ပြီးပျော့ဆင်းနေတဲ့ကောင်မလေးရဲ့စပင်လေးတွေကသူ့ခါလောက်ထိရှိတယ်သူ့စပင်ရဲ့အနောက်မှာခေါင်းစည်းကျိုးအနက်ရောင်လေးစီးထားတာဗျဒီမျိုးမှာ
ကျုပ်ကြောင်းတက်နေတာ9နှစ်တောင်ကျော်ပါပြီဗျာဒီလောက်လှတဲ့ကောင်မလေးရှိမှန်းကိုကျုပ်မသိခဲ့ဘူးအသားလေးကဖြူပြီးဝင်းနေတာဗျဖြူဆွတ်တော့မဟုတ်ဘူးရက်ကလည်းမြင့်မြင့်ပဲကိုလုံးကတော်တော်လေးနင်ဖြစ်ရလားလူကောင်းတိတ်နာနေစီကန်းသွားပြပေးပါမယ်ငါ့ကိုအမနာပါနဲ့ငါလိုက်ပို့ပေးပါမယ်ပြီးရင်မင်းအိမ်ချိလိုက်ပို့ပေးပါမယ်ဖြစ်ပါလေအခုပဲပျောက်သွားမှာပါနင်ကိုစပိန်နဲ့ဝင်တိုက်တာငါလေနင်ဘယ်နာသွားသေးလဲငါတောင်းမှန်ပါလေဟာရပါလေငါကရိုင်ုံလေးရိုင်သွားတာပါနင်ကလဲကြသွားတာမလားနင်လည်းငါ့ကိုတမင်ဝင်တိုက်တာမဟုတ်တာနင်ကသာလဲကြပြီးဒူကောင်းနာတော့မလားဒါကြောင့်ငါစေကန်းလိုက်ပို့ပေးပါမယ်လို့ပြောတာပါခုတော့မနာတော့ပါဘူးအားလုံးပျောက်သွားပါပြီကောင်မလေးကပြပြဆူဆူနဲ့သူ့ထမိန်လေးကိုဆွဲပြီးအပေါ်ပေါ်မတင်လိုက်တယ်ဟင်ကျုပ်အံ့ဟွန်းသွားတယ်ဗျစောစောကပုံးပဲ့ပြီးတွေးဆနေတဲ့ဒဏ်ရာတွေမရှိတော့ခြေတလုံးဝင်းဝင်းလေးအတိုင်းဖြစ်နေတယ်ကျုပ်ပဲအစိုးရိမ်လွန်ပြီးမျက်စိမှားသွားတာလားလို့တွေးလိုက်မိတယ်ဒါနဲ့မင်းနာမည်ကဘာတူရောငါနာမည်ကတော့တာတီပါတာတီဟုတ်လားကျောင်းနာမည်ကဘာလဲတာတီပါပဲငါမှနာမည်တစ်ခုပဲရှိတာပါအော်ငါနာမည်ကခင်မုံးလွင်ပါနေတော့ဘယ်လမ်းမှာနေရလဲရဲဝင်းထဲမှာနေတာလေအော်ဒီမြို့ကိုပြောင်းလာတိတ်မကြသေးဘူးထင်တယ်နင်းဖေကရဲရရှိလားကောင်မလေးကဘာမှမပြောပဲရဲနေတယ်သူမပြောချင်လို့ဖြစ်မှာပါလို့တွေးမိလိုက်ပြီးဘာမှထပ်မမီတော့ပါဘူးနင်ကဘယ်မှာနေရလဲတာတီငါကဈေးပိုင်းမှာနေတာပါဘာကြီးအိမ်မှာနေပါလဲငါကထနှုံးကုန်းသားပါဘာကြီးအိမ်မှာနေပြီးကျောင်းလာတက်နေတာပါအားလည်းကနေရလေအော်နင်အခုဘယ်နဲ့တက်နော်10တန်းမှာခင်မုံနေကျုံနေခင်မုံတွေကအသက်တူလောက်ပဲလို့ကျုပ်တင်တယ်ဈေးပိုင်းမှာနေရဆိုတော့နင်အခုဘယ်ကပြန်လာတာလဲငါဆရာစာအုပ်တွေတည်ပြီးလာပို့ခိုင်းလို့သွားပို့ပြီးပြန်လာတာပါနင်ရောဘယ်သွားမလို့လဲဘယ်သွားမလို့ရဲဝင်းတွေကထွက်လာတော့ပြီးတော့နင်ကြောက်ဟဲ့အခုလိုရှောက်သွားနေကြတာငါဒေါ်ငိမ့်ဆိုင်မှာဘူးတိကျော်သွားစားမလို့ငါဒီလိုပဲသွားနေကြပါဟာဘာဖြစ်လို့ရောဒီလောက်လာတဲ့မင်းကလေးအနေနဲ့တယောက်ဟဲ့ရှောက်မသွားသေးဘူးလေဟာမင်းကလေးဖော်လေးပါလေခေါ်ရင်ပိုကောင်းမယ်ပိုကောင်းတာပေါ့ခင်မုန်းနေရဲ့ကျုပ်ပြောတာကိုကြားတော့သူပြုံးပြီးရဲနေရဲ့ဗျဒေါ်ငိမ့်စာကိုငါပါလိုက်ခဲ့လို့ရမလားခင်မုန်းလေးမျက်နှာလေးဝင်းကလေးဖြစ်သွားပြီးပြုံးလေးပြန်ပြောတယ်နင်တကယ်ပြောရလားတတိတကယ်ပြောတာလေနင်ကငါတယောက်ဟဲ့လွတ်ရမှာငါစိတ်မချဘူးနင်ဘူးတိကျော်ဝဲပြီးအိမ်ပြန်မှာမဟုတ်လားငါဘူးတိကျော်ဝဲမှာမဟုတ်ဘူးတတိဆိုင်မှာထိုင်ပြီးစားမှာပြီးတော့မှပြန်မှာဟာထိုင်စားမယ်ဟုတ်လားအေးလေတခြားလူတွေလည်းဒီတိုင်းပဲထိုင်စားနေရတယ်မဟုတ်လားဒေါ်ငိမ့်ဆိုင်ကလူရမ်းများတယ်ဟာလူများတော့ဘာဖြစ်လဲတတိရဲ့ငါကလူတွေကိုကြည့်ရင်လို့ဒီဘက်ကိုထွက်လာတာလေဟာခင်ဖုံးလူရဲ့နင်ကလှလောက်ခေါင်းမာတာပဲကဲဒေါ်ငိမ့်ဆိုင်ကိုသွားမယ်နေရောစပိန်ဆိုတာလဲရင်ဟန်တယ်ကစောင်းသွားတာငါဟန်တယ်ပြန်တက်ပေးလိုက်အောင်မယ်ကျုပ်ကပြောဆိုနဲ့ခင်မုံးလွင်ရဲ့စပိန်ကိုရှေ့ဘိန်းကိုဒူးနဲ့ညှက်ပြီးဟန်တယ်ကိုပြန်ချိန်လိုက်တယ်ခင်မုံးလွင်ရဲ့စပိန်ကဖီစင်ဘိန်းအစိမ်းလေးဗျသူကစပိန်နင်းတယ်ခင်မုံးလွင်ကကယ်ရီယာခုံဖြူဖြူလေးပေါ်မှာထိုင်လိုက်တယ်ဒေါ်ငိမ့်ဆိုင်ကခြံဝင်းလေးရဲ့မှာဖွင့်ထားတာဗျမြို့ရဲကကောင်လေးတွေကောင်မလေးတွေစပိန်လေးတွေနဲ့လာပြီးဘူးတိကျော်ဆိုင်စကားတွေဖောင်ဖွဲနေကြတဲ့နေရာလေးပေါ့ဗျာဒေါ်ငိမ့်ခြံထဲကိုဝင်လာတာနဲ့ကျုပ်နဲ့ခင်မုံးလွင်ကိုဝိုင်းပြီးကြည့်ကြတယ်ကျုပ်ကိုကြည့်ရတော့မဟုတ်ဘူးပေါ့ဗျာတိတ်လှတယ်ခင်မုံးလွင်ကိုကြည့်ကြတာပေါ့ခင်မုံးလွင်ဆိုခင်မုံးလွင်ကလက်ပြရောင်ထမိန်လေးနဲ့အင်ကြီးဝမ်းဆက်ကလေးဝတ်ထားတာဆိုတော့ဝင်းဖြူနေတဲ့အသားလေးတွေကခင်းနေတာပေါ့ဗျာဘူးတိကျော်တပွဲမှားလိုက်တော့ကျုပ်တို့နှစ်ယောက်အတူတူစားကြတယ်ခင်မုံးလွင်ကကျုပ်အကြောင်းကိုစိတ်ဝင်စားမိတယ်ကျုပ်ကအဘနဲ့အမေအကြောင်းကျုပ်အကြောင်းယာခင်းတွေအကြောင်းယာထွန်တဲ့အကြောင်းနန်းနှုတ်ပဲ
ပဲနှုတ်လောက်ရတဲ့အကြောင်းတစ်ခါတငယ်ချင်းတွေနဲ့ထမ်းရည်တောက်ပြီးမူးရဲ့အကြောင်းထမ်းရည်မူးရင်တယောက်တစ်လက်စီသချင်းဆိုကြတဲ့အကြောင်းတွေပြောတော့ခင်မုန်းလင်ကအတန်းကိုထွက်အောင်ရည်ရဲဗျခင်မုန်းလင်လေရေလာတိတ်ကြည့်လို့ကောင်းတာဗျအပြေခင်းစင်တဲ့ကလေးလေးတယောက်လိုပါပဲကျုပ်အံဟောတာကခင်မုန်းလင်နဲ့ကျုပ်နဲ့လွန်ခဲ့တဲ့တနားရီလောက်ကမှတိကြတာအခုဆိုတယောက်ကိုတယောက်တော်တော်ကိုခင်နေကြပြီဒါမဲ့ကျုပ်ပြောရင်ခမရယုံမလားတော့မသိဘူးကျုပ်စိတ်ထဲမှာခင်မုန်းလင်ပေါ်အယိုးသားတဲ့စိတ်ခံစားမှုနည်းနည်းကလေးမှမဖြစ်ဘူးဗျကျုပ်သူ့ကိုနှမလေးတယောက်လိုစောင့်ရှောက်တယ်လို့မျိုးပဲစိတ်ထဲမှာခံစားမိတယ်နင်းအသက်ဘယ်လောက်ရှိပြီလဲတတ်တယ်ခင်မုန်းလင်ကမျက်လုံးနဲ့ကလေးတွေနဲ့ကျုပ်ကိုကြည့်ပြီးမေးတယ်ငါအသက်က16နှစ်ရှိပြီခင်မုန်းလင်နင်းတက်ကောလို့ကျုပ်ကပြန်ပြီးမေးလိုက်တော့ငါအသက်လားခင်မုန်းလင်ကဘာပြောရမှန်းမသိလို့ဖြစ်သွားတယ်ပြီးတော့မှနင်းနဲ့တူတူပဲလေတတ်တယ်လို့ပြန်ပြောတယ်သူ့မွေးတက်ကလေးကိုတိတိကျကျမမှတ်မိလို့ဖြစ်မယ်လို့ကျုပ်တွေးမိလိုက်တယ်ခင်မုန်းလင်နဲ့ကျုပ်နဲ့စကားတပြောနဲ့စားလိုက်တာဘူးတိကျော်3ပွဲကုန်သွားတယ်ချိန်ကတနားရီလောက်ရှိပြီပြီးတော့ကျုပ်တတိပေးရတာပေါ့ဗျာခင်မုန်းလင်နင်းအိမ်ကနင်းကိုစိုးရင်နေလိမ့်မယ်ကျုပ်ပြောတာကိုကြားတော့ခင်မုန်းလင်ကရေပြီးပြန်ပြောတယ်စိုးရင်မဟုတ်တတဲ့ရဲ့နင်းသာစိုးရင်နေတာဟုတ်တယ်ခင်မုန်းလင်ငါနင်းကိုတွေ့ရဲ့အချိန်ကလေးကစပြီးတခုခုစိုးရင်နေလို့ပဲနင်းကိုငါစိတ်မချလို့ခံစားနေရတယ်နင်းဒီလိုပဲစပိန်စီးနဲ့ရှောက်သွားနေကြတာနင်းကိုယောက်ျားလေးတွေကထီကပါးကြီးကပါလောက်တာတော့နင်းနောက်ကိုရှောက်လိုက်တာတော့မရှိဘူးလားတတိအမှန်တိုင်းပြောရင်ဒါပထမဆုံးချိန်ထွက်ခဲ့တာပါဒီတစ်ခါမှဒီလိုမထွက်ဘူးပါဘူးဟာဟုတ်လားနောက်ရောထွက်အောင်မလားနင်းထွက်လာရင်ငါဝင်ပေါက်ကနေလာဆောင်မယ်တယောက်ထဲတော့ရှောက်မသွားပါနဲ့အေးပဲနင်းရှိနေမှာပဲလက်ဖြန်နင်းကိုကြောင်းမိတ်တယ်မလားအေးပိတ်တယ်လေလက်ဖြန်ကတပတ်ခါကိုပိတ်တယ်စနေနဲ့တနင်္ဂနွေလေဟာဘလို့တတ်တယ်ရက်တူကိုတော့နမည်ပေးထားတာလားခင်မုန်းလင်မေးလိုက်တာကိုကျုပ်အံ့ဩသွားတယ်ခင်မုန်းလင်ကစိတ်တစဝေဒနာရှင်ဖြစ်မယ်လို့ကျုပ်တွေးလိုက်တယ်ခင်မုန်းလင်နင်ဒါယိုမေ့ကုန်ပြီလားတနေ့မှာ12လရှိတယ်လေတစ်လမှာ4ပတ်ရှိတယ်တစ်ပတ်မှာ9ရက်ရှိတယ်လေဟာအဲ့ဒီရက်တွေမှာရောသားတွေမှာနာမည်ရှိရလေရက်9ရက်တွေမှာနာမည်လည်းရှိကြတာပေါ့ခင်မုန်းလင်ရဲ့အဲ့နာမည်တွေကဘာလို့တတ်တယ်တနင်္လာဗုဒ္ဓဟူးတနင်္လာအင်္ဂါဗုဒ္ဓဟူးကြာတာပြီးတောက်ကြစနေတနင်္ဂနွေဒီနေ့ဆိုရင်တောက်ကြနေပေါ့ခင်မုန်းလင်ရဲ့အော်ငါမှတ်ထားမယ်နင်းနဲ့ငါနဲ့စတွေ့တာတောက်ကြနေနော်နောက်ပြန်စနေနောက်တနေ့တနင်္ဂနွေနော်အေးဟုတ်တယ်လေဒါဆိုရင်စနေနေ့မှာနင်းနဲ့ငါနဲ့စတွေ့ရဲ့အချိန်ပဲနင်းလာစောင့်နေတာတည်းနင်းလာမလားဟာလာမှာပေါ့ခင်မုန်းလင်ရဲ့ပြီးရနဲ့နင်းကိုငါအိမ်အထိလိုက်ပို့ပေးပါမယ်အဲ့လောက်ထိမလိုပါဘူးတာတည်းရဲ့နင်းအိမ်ထိလိုက်ပို့လို့မဖြစ်ဘူးလေရဲစကန်ဝင်ဝပေါက်လောက်ဒီပွဲပို့ပါလေးလေးဝင်ပေါက်ထိရောက်ရင်တော့ငါနင်းကိုစိတ်ချပါပြီနင်းကလေတော်တော်ကိုအစိုးရင်ကြီးရဲ့ကောင်မဲတာတည်းထူးရထူးဆန်းနေခင်မုန်းလေနင်းကိုငါစတွေ့ကနေကငါတခုခုကိုစိုးရင်နေလို့ပဲနင်းငါ့ကိုစပိန်နဲ့ဝင်တိုက်တာကိုတော့ငါမေ့သွားတယ်အေးပါဒါဆိုလဲစိုးရင်ပေါ်တာတည်းကျုပ်ကအိတ်ထဲကပတ်စံထုတ်ဖို့လုပ်တယ်ခင်မုန်းလင်ကကျုပ်လက်ကိုဖိထားတယ်။နင်ပတ်စံမထုံနဲ့တတ်တယ်။ငါပေးလိုက်မယ်။နင်မှာစပိန်လက်တိုက်ခံရသေးတယ်။ငါ့ကိုလည်းစိုးရင်ရသေးတယ်။ပတ်စံလည်းကိုအောင်မယ်။ဘယ်ကောက်မလဲတတ်တယ်ရဲ့။ဒါဘလောက်ပေးရမလို့။တပွဲကို2ချက်ဆိုတော့3ပွဲ6ချက်ပေါ့ဟာ။ခင်မုန်းလင်ကသူ့ခါကြရဲကနေပတ်စံအိတ်ခေါက်လေးကိုထုတ်လိုက်တယ်။ယောဒါဆို6ချက်မူလား။ကျုပ်သူ့ဘေးရဲ့ပတ်စံခေါက်လေးကိုလှမ်းယူပြီးကြည့်လိုက်တယ်။5ချက်တန်တရွက်နဲ့1ချက်တန်တရွက်ဟုတ်တယ်လေ6ချက်ပေါ့ခင်မုန်းလင်ရဲ့ခင်မုန်းလင်နဲ့ကျုပ်နဲ့ခုံပူလေးကနေထားလိုက်ကြတယ်။ခင်မုန်းလင်ကခြံဝါဘက်ကိုရှောက်သွားတယ်။ကျုပ်ကဒေါ်ငိမ့်သမီးမမဝင်းကိုပတ်စံပေးလိုက်တယ်။
တာတီတို့များဟဲငါကိုရောင်စကားမပြောနိုင်တော့ဖြစ်နေတာပါလားဟာဒေါ်ငင်းကလည်းဗျာဟာကျုပ်လဲဒေါ်ငင်းကိုဒါပဲပြောနိုင်တော့တာဗျကျုပ်ကိုရက်ဆောင်နေတဲ့ခင်ဖုံးလွင်ရှိကိုလျှောက်လာခဲ့တယ်ဆိုင်ထဲကလူတွေကတော့ခင်ဖုံးလွင်ကိုဝိုင်းကြည့်နေကြတာပေါ့ဗျာကျုပ်သူ့ကိုစိတ်မချနိုင်တာအဲ့ဒါပဲဗျဒီမျိုးကလူတွေခင်ဖုံးလွင်ကိုဒါပထမဦးဆုံးမြင်ဘူးတာပဲဒီလောက်လှတဲ့ကောင်မလေးကိုပထမဦးဆုံးမြင်ဘူးတာဆိုတော့လေကြည့်ကြမှာပေါ့ဗျာဒါမဲ့အမှန်တိုင်းပြောရင်ကျုပ်မကြိုက်ဘူးဗျကဲလာခင်မုန်းလင်သွားမယ်ကျုပ်ကဖီးစင်စပိန်လေးကိုတွန်းပြီးဒေါ်ငင်းတို့ခြံထဲကနေထွက်လာခဲ့တယ်ကျုပ်ကစပိန်နင်းတော့ခင်မုန်းလင်ကနောက်ကထိုင်စီရဲစကန်ဝင်းဝါရောက်တော့ကျုပ်ကစပိန်ကိုအရှိန်လျှော့လိုက်တယ်ခင်မုန်းလင်ကစပိန်ဘော်ကဆင်းလိုက်တယ်ကျုပ်ကစပိန်ဘော်ကဆင်းပြီးစပိန်လေးကိုခင်မုန်းလင်လက်ဟဲထည့်ပေးလိုက်တယ်တာဒီမနေ့ပြန်စနေနေနဲ့ငါစတွေ့ရဲ့အချိန်ဒီညကိုလာခဲ့နော်အေးပါငါလာစောင့်မှမယ်ခင်မုန်းလင်ရဲ့ခင်မုန်းလင်ကစပိန်လေးကိုအရှိန်ယူပြီးတက်သွားတယ်ရဲစကန်ဝင်းထဲကိုကိုလန်းတက်တဲ့ဝင်ပေါက်ကဝင်သွားတယ်ကျုပ်လည်းလှည့်ပြီးပြန်ခဲ့တယ်ဒီနေ့ဟာကျုပ်ဘဝတစ်လျှောက်လုံးမေးလို့မရတဲ့နေ့တစ်နေ့ဖြစ်မယ်ဆိုတာဒီတော့ကကျုပ်မသိခဲ့ဘူးဗျာကျုပ်ရင်ထဲမှာအံ့ဩတာတွေရောပျော်တာတွေရောပြီးတော့ပြောမပြတဲ့လောက်အောင်ခင်မုန်းလင်ကိုစိတ်မချတာတွေရောအလုံးရောပြီးစိုးနစ်နဲ့တင်းကျပ်ကြကြီးခံစားနေရတယ်ခင်မုန်းလင်ကိုခုမှမြင်ဘူးရလေဘာကိုနင်ကစိတ်မချဖြစ်နေရတော့သူအပြစ်တင်ရင်လေကျုပ်ခံရမှာပဲဗျာကျုပ်စိတ်ထဲမှာလမ်းလျှောက်ရင်တွေးလာတာဗျခင်မုန်းလင်ဟာစိတ်ယောဂရှိရဲ့လူလားရဲရာရှိတယောက်ရဲ့သမီးလားအင်္ဂလူတွေလက်သုံးမှာစပိန်နဲ့တစည်းနဲ့ထွက်လာတာလားအခုဆိုရင်ခင်မုန်းလင်အိမ်မှာသူ့မိဘဆိုနေပြီလားခင်မုန်းလင်အိမ်ပြန်ရောက်ရင်အစင်မပြေပါမလားဒါမဲ့ဒီကြတာကတော့သူကျုံတဲ့အတူထိုင်ပြီးဘူးတိကျော်ဆိုင်ကြီးမှာစကားတွေပြောရတာတော်တော်ပြောနေပုံပဲဗျခုမှတွေ့တဲ့ရွယ်သူကောင်လေးတယောက်ကိုခင်မုန်းလင်ဘာကြောင်များဒီလောက်ထိခင်ရပါလေကျုပ်အိမ်ပြန်တော့ဘာကြီးကမေးတယ်အေးတာတူအိမ်ပြန်နောက်ကြလာကြီးလားကွာကျောင်းစင်တာကြာလာပြီပဲဟုတ်တယ်ဗျာတင်ရှာဆရာဦးစော်မြင့်ကလေးကျင်ကန်စာအုပ်တွေပို့ခိုင်းလို့သွားပို့ပေးနေတာပါဗျာ။အိုးဘယ်ထိအောင်သွားပို့ရတော့ကွ။ရှစ်လန်းကိုပါဗျာ။ပြီးတော့စကားပြောနေလို့ကြာနေတာပါဗျာ။ဟောဆရာသမားအိမ်ရောက်တော့ပြောရမှာပေါ့ကွ။သူပါကြီးကပြောတယ်။ပြီးတော့ဆက်ပြီးပြောတယ်။ကဲဒီလေးမိုးလေးချိုးလိုက်အောင်။ပြီးရင်ဘာကြီးဝက်ကလီစာချထားတယ်။ဟုတ်လားသမင်းစား။ဟုတ်ကဲ့ဗျာ။ကျုပ်ရေချိုးရသမင်းစားတယ်။စာကြီးစပွဲမှာငင်လေးထိုင်ပြီးအင်စာတွေလုပ်နေတယ်ဗျခက်တာကဘာပဲလှုပ်ခင်ဖုံးတွေကိုကျုပ်တတိယနေတာပဲဗျာကျုပ်စိတ်တွေကိုစူးစမ်းပြီးငြိမ်အောင်ထိန်းထားတယ်စာတွေကိုပြီးအောင်တော်တော်ကိုလှုပ်ယူလိုက်ရတယ်ဘာကြီးကတော့ညစာစားပြီးရတဲ့ထုံးစံအတိုင်းရေဒီယိုလေးတစ်လုံးနားထောင်နေရပေါ့ဗျာ၈နာရီတလင်းပြီးတော့ဘာကြီးဖျားရှိခိုရဲ့ဗျပြီးတာနဲ့အိပ်ရဝင်တယ်ကျုပ်လဲစာတွေပြီးပြီဆိုတော့အိမ်ပေါ်တက်ကလမ်းသာဆောင်လေးကိုထွက်ပြီးထိုင်နေတယ်ခင်မုန်းလင်ကိုကျုပ်တတိယနေတယ်ဗျာဒီချိန်ဆိုခင်မုန်းလင်ဘာတွေများလုပ်နေပါလိမ့်ခင်မုန်းလင်ကကြောင်းမနေဘူးလားစိတ်ယောဂရှိလို့လားကြောင်းထွက်ထားတာများဖြစ်မလားတော်တော်ညနေတော့မှကျုပ်အိပ်ရဝင်ဖြစ်တယ်ဗျမနေ့ကျတော့လဲကျုပ်အစောကြီးနိုးနေတယ်ဒီနေ့စနေနေ့လေဗျာမျက်နှာတက်ပြီးတော့ဘာကြီးကျွေးတဲ့ပဲပြုတ်ထမင်းကြော်လေးစားတယ်ဘာကြီးထည့်ပေးထားတဲ့ယူနီချမ်းကိုတောက်တယ်လက်ဖက်ကြောက်ကောင်းတောက်တဲ့ဘာကြီးရဲ့ယူနီချမ်းကထမင်းကြော်နဲ့ဆိုတော့လို့လိုက်ဖက်တာပေါ့ဗျာပြီးတော့ဈေးသွားဘာကြီးခိုင်းတာလေးကိုဝယ်ချမ်းပြီးဖို့ကြောင့်မှဘာကြီးကိုငယ်ုပ်သီးသစုံညအောင်ထောင်းပေးတယ်ဗျကဲတားလေးရပြီဘာကြီးချက်လိုက်တော့မယ်စာလုံးစရာကြီးကသွားလို့တော့ဟေးငါတူကြီးကဒီနေ့10တန်းတော့အစိုးရစစ်ဆောင်မှုပဲဆိုရလွယ်နဲ့အောင်မှာမဟုတ်ဘူးငါတူစာရဲကိုစိတ်ရောကိုယ်ရောနှစ်ပြီးစူးစမ်းသိလိုက်တတ်တယ်ဟုတ်ကဲ့ပါဗျာ
တခါတော့လေမင်းငယ်ငယ်ကတွဲခဲ့တဲ့မင်းတငယ်ချင်းမောင်ဘားချစ်ကြီးကိုတတိရတယ်ကွယ်ဒီကောင်ကစကားတာထက်တာဘဝအတွေ့အကြုံတော်တော်များလာကလားသူ့ကိုမွေးစားခဲ့တဲ့ဆရာတော်ကြီးပြန်လွန်တော်မူပြီးကနေကဘယ်ဒေတာကိုရောက်သွားလဲမသိပါဘူးကွယ်ဘာကြီးကဘာတစ်ကိုလွတ်ခင်တာဗျမနေ့ကကျုပ်တို့ကျောင်းစင်းချိန်3 နာရီဆရာဦးစောမြင့်အိမ်ကိုစာအုပ်တွေတွားပို့ပြီးတော့ပြန်လာခဲ့တာကိုလန်းထိတ်ရဲစခန်းဝင်းပြီးမှာခင်ဖုံးလင်ကိုကျုပ်ကိုစပိန်နဲ့တိုက်တာ3 နာရီခွဲလောက်ဆိုတော့3 နာရီထိုးကနေကအိမ်ကထွက်ပြီးကိုလန်းထိတ်ကစောင့်နေတယ်ဒီတကားပေါက်ကမနေ့ကခင်ဖုံးလင်ပြန်ဝင်သွားခဲ့တကားပေါက်လေကျုပ်သိမ့်မဆောင်ရပါဘူးဗျာရဲစခန်းဝင်းတကားပေါက်ကနေဖီးစင်စပိန်အစိမ်းရောင်လေးကိုနင်းပြီးခင်မုံလင်ထွက်လာတယ်ဗျစောင့်နေတဲ့ကျုပ်ကိုမြင်တော့ခင်မုံလင်ပျော်သွားပုံပဲပြုံးပြတယ်ပန်းလေးတစ်ပွင့်ပွင့်လာလို့ပါပဲဗျာချောလှကောင်မလေးတောက်ရဲ့အပြုံးတစ်ပွင့်ဟာလှနေမယ်ဆိုတာပြောစရာမလိုတော့ပါဘူးလေကျုပ်နားရောက်တော့ခင်မုံလင်ကစပိန်ဘော်ကညင်သားသားလေးဆင်းလိုက်တယ်တတိနင်စောင့်နေတာကြာပြီလားကြာသေးပါဘူးခင်မုံလင်ရဲ့ငါလည်းခုနမှရောက်တာကျုပ်ခင်မုံလင်ကိုငေးကြည့်နေလိုက်တယ်ခင်မုံလင်ကအနက်ခံပေါ်မှာမွဲ့အဝါရောင်လေးတွေပါတဲ့ရှန်လုံးကြီးလေးကိုဝတ်ထားတယ်ဗျအင်ကြီးလေးကတော့အဝါဖြော်လေးနဲ့သူ့အသားရည်ဝင်းလေးကပိုပြီးတော့ဝင်းနေတယ်လို့ပဲဗျာပုံတော်ဖနက်အနက်လေးစီးထားတော့ခြေပုံမိုးလေးကလည်းဖွေးဥပြီးထင်းနေတာပေါ့ဗျာရုံတိုင်းလှနေတဲ့ခင်မုံတွေရဲ့မျက်နှာလေးကိုကြည့်ရင်ကျုပ်မိလိုက်တယ်ဒီနေ့ရောအင်ကဘယ်လိုပြောခဲ့လဲတတိရဲ့ဘာမှကိုပြောစရာမလိုပါဘူးဟဲ့ခင်မုံတွေဒီလောက်လှတဲ့တမင်းချောလေးကိုမင်းတို့မိဘတွေကဘလို့များတယောက်ခဲလှုပ်ရက်ပါလိမ့်နော်ကျုပ်စကားကိုခင်မုံတွေကသဘောကျပြီးရေတော့တာပဲတတိရဲ့နင်ကဘာလို့စိတ်မချဖြစ်နေရလဲဟဲ့ငါကလူတွေကိုကြောက်မှန်ချင်နေလားမကြောက်လို့ခတ်နေတာပေါ့ခင်မုံတွေရေနင်ကတိတ်ရဲလွန်းလို့ခတ်နေတာပေါ့နင်ကငါပုံဝင်လင်းလင်းပဲပြောထားမယ်ဟင်ဘာလဲတတိခင်မုံတွေရဲ့မျက်လုံးတွေကိုဝိုင်းသွားတယ်ကျုပ်ကလည်းဘာပြောမလဲဆိုပြီးငေးကြည့်နေတယ်နင်ဘယ်ကိုတော့ငါလိုက်ဖို့မယ်ငါမပါပဲကြောက်ဟဲရှောင်သွားရအောင်ကြားလားငါပြောတာကျုပ်စကားကိုကြားတော့ခင်မုံတွေကတပြင်းလေးချပြုံးသူ့စိတ်ထဲမှာတော့ဦးရင်ကိုတတည်းရဲ့လို့တွေးနေမှာပေါ့လေဒါပေမဲ့ကျုပ်ကတော့ကျုပ်ရင်ထဲမှာရှိတဲ့အတိုင်းပြောလိုက်တာပါအေးပါဟဲ့နေမပါပဲငါဘယ်တော့မှမသွားတော့ပါဘူးတတည်းရဲ့ကဲကျင်တတ်ပြီလားကျုပ်ပြုံးပြီးခေါင်းငိတ်ပြတယ်တတည်းငါနင်တို့တောက်တဲ့ဟာမျိုးတောက်ချင်တယ်ဟင်ဘာလို့ခင်မုံလဲဟိုဟာလေးနွားနို့တို့ရေခဲနဲ့ဖြော်ထားတဲ့ဟာလေးနီရောင်အစိမ်းရောင်လေးတွေလည်းပါတယ်လေဖာလူတာကိုပြောရလားအေးဟုတ်တယ်ငါအဲ့ဒါကိုမခေါ်တတ်လို့အဲ့ဒါမျိုးရှိရမလားရှိတယ်ဒါမဲ့အဲ့ဈေးကြီးတယ်ဟာတတိနင်းကငါပြောစရာတခုရှိတယ်ခင်မုံလင်ပါတော့ပြောလေနင်မပါပဲငါဘယ်ဦးမှမတော့ရဘူးလို့ငါကတိပေးပြီးပြီနော်ဒီတစ်ခါတော့နင်ကတိပေးရမယ်အလှဲ့ပဲတတိအေးပါနင်ပြောလေခင်ဖုံးလေနင်နဲ့ငါနဲ့တွားပြီးစားသမျှတောက်သမျှကိုငါအမြဲတမ်းငါပဲပေးမယ်အဲ့ဒါကိုနင်သဘောတူရမယ်ဟာခင်မုံတွေရတယ်ငါလည်းပေးနိုင်ပါလေဟာနင်ကြီးပဲပေးနေတော့ငါယောက်ျားလေးဖြစ်ပြီးရှက်ဖို့ကောင်းတာပေါ့ဟာနင်းနဲ့ငါနဲ့ကြားမှာဒါတွေမလိုပါဘူးတတိနင်ပြောတာကိုငါလိုက်လျောလို့ငါပြောတာကိုလည်းနင်လိုက်လျောရမယ်လေမဟုတ်ရင်ငါထွက်မလာတော့ဟာခင်မုံတွေကလည်းနင်ကိုငါမတွေ့ရရင်အရန်တတိရနေမှာဟာအေးပါနင်ပြောတာကိုငါလိုက်လျောပါမယ်ကျုပ်ပြောတာကိုခင်မုံတွေကသဘောကျပြီးပြုံးလိုက်တယ်ပန်းလေးတစ်ပွင့်ထပ်ပွင့်တော့တွေးလိုက်ရတယ်လို့ပါပဲဗျာရုပ်ရှင်ရုံနာကမာမဲဆိုင်သွားမယ်အဲ့ဆိုင်ကဖာလူတာလည်းကောင်းတယ်ထိုင်လို့လည်းကောင်းတယ်ဒါပေမဲ့
ရုပ်ရှင်ရုံနာဆိုတော့ရှုပ်တယ်ဟာရှုပ်တော့ဘာဖြစ်တော့ငါကလည်းလူတွေကိုကြည့်နေတာနဲ့အတော်ပဲပေါ့ဟာလူတွေကိုကြည့်နေတယ်ဟုတ်လားဘာလဲနင်ကလူမမြင်ဘူးလို့လားခင်မုန်းနေရဲ့အေးဟုတ်တယ်လို့ပြောပြီးခင်မုန်းလင်ကရဲနေတယ်ဗျကျုပ်ကခင်မုန်းလင်ရဲ့ဖီးစင်စပိန်စိမ့်လေးကိုအရှိန်ယူပြီးတက်လိုက်တယ်ခင်မုန်းလင်ကကယ်ရီယာဆိုဖာလေးပေါ်မှာဆွေကနေတက်လိုက်တယ်ဗျကျုပ်ကစပိန်လေးကိုနင်းလာပြီးစက်တလန်းရောက်တော့အရှိဘက်ကိုကွေးလိုက်တယ်ကျုပ်တို့မြို့မှာကစက်တလန်းအကျယ်ဆုံးပဲလေဗျာနောက်တန်းတန်းကိုသွားရင်ကျေးသွန်းဖျားကြီးကိုရောက်တာပေါ့ကျေးသွန်းဖျားကြီးနားမှာကျုပ်တက်တဲ့အထက်တန်းကျောင်းရှိရလေဗျာအခုကျုပ်ကရှေ့ဘက်ကိုနင်းလာတာအဲ့ဒီဘက်မှာတော့အင်္ဂလိပ်ခေတ်ခနဲ့ကစောက်ထားတဲ့ဈေးရုံကြီးရှိတယ်ဈေးနားမှာရုပ်ရှင်ရုံရှိတယ်ဗျရုပ်ရှင်ရုံကိုကြော်လိုက်ရင်လက်ဖက်ရည်ဆိုင်အေးဆိုင်မဟင်းကားဆိုင်တရုတ်ခေါက်ဆွဲကြော်ဆိုင်တွေပဲရှိတာပေါ့ဗျာမြို့ရဲ့အစီကားဆုံးလူသွားလာဆုံးအများဆုံးနေရာပေါ့ဗျာခင်မုန်းလေဈေးကိုပတ်ပြီးရှောက်ကြည့်မယ်လေနင်ကြည့်မလားအေးကြည့်မယ်တာတီးကြည့်မယ်ခင်မုန်းလင်ကကလေးလေးတယောက်လိုဝမ်းသာအားရနဲ့ပြောတယ်ဗျဈေးဝေးလန်းဆိုတော့လူတော်တော်ရှုပ်တာပေါ့ဗျာကျုပ်ကစပိန်ကိုတတိထားပြီးနေရတယ်ခင်မုန်းလင်ကကျုပ်ပခုံးလေးကိုကင်ထားတယ်ဟာတာတီရဲ့လူတွေအများကြီးပါလားဈေးလန်းလေခင်မုန်းလင်ရဲ့ဒါကြောင့်မို့လူတွေများတာပေါ့ငါဈေးဝင်ကြည့်လို့ရမလားရတာပေါ့ခင်မုန်းလင်ရဲ့ဒါဆိုရင်ငါစပိန်ဘော်ကဆင်းလိုက်ဒီနားလေးမှာငါစပိန်အပ်ခဲ့လိုက်မယ်ခင်မုန်းလင်ကစပိန်ဘော်ကနေဆင်းလိုက်တော့ကျုပ်လည်းဆင်းလိုက်တယ်ဗျပြီးတော့ကျုပ်ကစပိန်ကိုတွန်းလာပြီးထီဖနက်အုတ်ထုပ်မိုးကာတွေရောင်းတဲ့ကျုပ်ကအခန်းထဲကမမိုးအေးဆိုင်ကိုလာခဲ့တယ်စနေတနင်္ဂနွေလိုကြောင်းမိတ်ရက်မျိုးဆိုရင်မမိုးအေးကဆိုင်အမြဲထိုင်နေကြဗျဟဲ့တာဒီစပိန်အကောင်းစားရင်နေပါလားဟာဒါငါစပိန်မဟုတ်ပါဘူးဟာလို့ပြောလိုက်တော့မမိုးအေးကကျုပ်နောက်ကကပ်ပါလာတဲ့ခင်မုန်းတွေကိုလှမ်းကြည့်လိုက်တယ်ဗျမမိုးအေးမျက်နှာမှာအံ့ဩနေတဲ့ပုံစံကိုတွေ့လိုက်ရတယ်မမိုးအေးငါစပိန်ခဏထားခဲ့ချင်လို့ရတယ်လေစိုင်မင်းသားမှာထားခဲ့လေတော့ခတ်သွားတော့တတ်တယ်စပိန်ခိုးသွားရင်ငါမှရောစရာမရှိဘူးဟာမမိုးအေးကကျုပ်ကိုပြောရင်ခင်မုန်းတွေကိုပြုံးပြလိုက်တယ်ခင်မုန်းတွေကလည်းမမိုးအေးကိုပြန်ပြီးပြုံးပြတယ်ဗျရောရပါဘူးမမိုးအေးရဲ့မမိုးအေးကခင်မုန်းတွေရဲ့အပြုံးမျက်နှာလေးကိုငေးကြည့်နေတယ်ပြီးတော့မှတာတီနင်တို့ဈေးဝယ်မလို့လားဟာမွယ်ပါဘူးဟာဈေးကိုရှောက်ကြည့်မလို့ပါခင်မုန်းတွေကကျုပ်ဘေးမှာကပ်ပြီးခင်မုန်းတွေကကျုပ်ဘေးကနေကပ်ပြီးရှောက်လာတယ်ဗျဈေးထဲကအထည်ဆိုင်တွေရွှေဆိုင်တွေစက်ချုပ်ဆိုင်တွေလက်ဖက်အကျော်ဆိုင်တွေမှုရကောင်းအောင်ဖြာရောင်းတဲ့ဆိုင်တွေလုံကြီးဆိုင်ထမိန်ဆိုင်မျိုးစုံကိုတိတ်ချာချာလိုက်ကြည့်တယ်ဗျဈေးထဲကမှာသွားလာနေတဲ့ဈေးဝယ်နေကြတဲ့လူတွေကိုလည်းတိတ်ချာချာကြည့်သွားကျုပ်ကလည်းဈေးလမ်းတွေကိုတလန်းဝင်တလန်းထွက်စောင်းအောင်လိုက်ပြတယ်ဗျပြီးတော့မမိုးရေးကိုဆိုင်ကိုပြန်လာခဲ့တယ်မမိုးရေးစီမှာအပ်ထားတဲ့စပိန်ကိုပြန်လာယူပြီးစပိန်ဆက်နေလာတယ်ဗျတတိဈေးရုံတွေကဆိုင်ကြီးမှာဆိုင်တွေကတော်တော်ကြည့်လို့ခေါင်းတာပဲဟာလူတွေကလည်းအများကြီးပဲနော်အေးဟုတ်တယ်ဒါမနှက်ဖြန်ဆိုဈေးပိတ်ပါလေဈေးပိတ်တယ်ဆိုတာဘာကိုပြောရတော့ဈေးတယ်ဈေးမြောင်းမဲ့အိမ်မှာနားကြတာပေါ့ခင်ဗျုံးတွေရဲ့ဈေးရုံကြီးကလည်းတကားကြီးအကုန်ပိတ်ထားတယ်လေဟာအော်ဒါဆိုတနင်္ဂနွေနေ့ညဈေးပိတ်တာပေါ့အေးဟုတ်တယ်လေဒါဆိုလူတွေကဝယ်စရာရှိရင်ဘယ်လိုလုပ်မလဲဈေးပိတ်ပြင်မဲ့အပြင်မှာဆိုင်တွေရှိရလေခင်ဗျုံးတွေရဲ့အဲ့ဒါကိုအိမ်ဆိုင်လို့ခေါ်တာပေါ့အိမ်မှာဆိုင်ဖွင့်ထားတဲ့ဟာမျိုးကိုခေါ်တာပေါ့ဟာခင်မုန်းလင်အတွက်အရာဟာဂျူးစမ်းနေကြီးဖြစ်နေတဲ့ပုံပဲဗျစက်တလန်းလမ်းဆုံးတော့ဈေးဝင်းကြီးဆုံးသွားပြီလေကျုပ်ကစပိန်ကိုညာဘက်ကိုကွေ့လိုက်ပြီးအီလန်းဘက်ကိုချိုးလိုက်တယ်ဗျအီလန်းအတိုင်းမြောက်ကိုသွားရင်တရုတ်တန်းပေါ့ဗျာအိမ်ကြီးအိမ်ကောင်းတွေကြီးပါပဲတောင်ကိုသွားရင်တော့ရုပ်ရှင်ရုံကြီးရှိတယ်ကျုပ်တို့ကမာမက်ဖာလူဒါဆိုင်ကိုသွားမှာဆိုတော့တောင်ကိုနင်းလာတာပေါ့ဗျာဒီလမ်းကဈေးရုံကြီးရဲ့အရှိဘက်လမ်းဆိုတော့လူစီကားရဲ့နေရာပဲပေါ့ဗျာ
ခင်မုန်းလွင်ကတော့ကျုပ်ပခုံးလေးကိုကင်ပြီးငြိမ်နေရဲ့ဗျလူတွေကိုစိတ်ဝင်စားနဲ့လိုက်ကြည့်နေမှာပေါ့ဗျာမမက်အေးဆိုင်ကိုရောက်တော့စပွဲလွတ်တစ်လုံးမှာဝင်ထိုင်ပြီးဖာလူတာနှစ်ခွက်မှာတယ်ကျုပ်ကဇွန်းချီချီလေးကိုကင်ပြီးဖန်ခွက်ထဲမှာဖြည်းဖြည်းမှုရဲ့ခင်မုန်းလွင်ကကျုပ်လှုပ်တာကိုကြည့်ပြီးတော့သူလဲကျုပ်လှုပ်လို့လိုက်လှုပ်တယ်ဗျကျုပ်ကတစုံပြီးတစုံခတ်တောက်ကြည့်တော့သူလဲခတ်တောက်ရောပြိုဖာလူတာကောင်းလားခင်မုန်းလွင်အေးကောင်းတယ်ဟာတာတီယာတော်တော်လေးကိုရတာရှိတာပဲဦးမာမဲကဖာလူတာလှုပ်တဲ့ညမှာနာမည်ကြီးပဲလေဟာနေတို့ကမြို့ကြီးပြောင်းနေရဆိုတော့ဖာလူတာမျိုးစုံတောက်ဦးမှာပေါ့ဦးမာမဲဖာလူတာနဲ့ရှင်ဘလို့နေတော့ကတာတီကလေငါတခါမှမတောက်ဘူးလားဘယ်တိမှာတော့ဟင်ဘာပြောလဲခင်မုန်းလေနင်ဖာလူတာတခါမှမတောက်ဘူးဟုတ်လားအေးဟုတ်တယ်လေငါတခါမှမတောက်ဘူးလားခင်မုန်းလွင်ကတော့ခက်တီတီပဲပြောနေတာဗျဒါမဲ့သူ့လိုနဲနှက်အောင်နေလာဘူးရဲ့ရဲရာရှိရဲ့သမီးကဖာလူတာမတောက်ဘူးဆိုတာဟုတ်မှလားဗျာတခါတော့လေခင်မုန်းလွင်ပြောတာကိုကျုပ်ဘလို့မှနားမလည်ဘူးဗျစိတ်ယောဂါများဖြစ်ခဲ့ဘူးလားလို့ကျုပ်တွေးမိရဲ့မာမဲဆိုင်မှာဖာလူတာတောက်ရင်စကားတွေပြောပြကြတယ်ဗျခင်မုန်းလွင်ဒီနေ့ကစနေနေ့နော်မနှက်ပြန်ဆိုတနင်္ဂနွေနေ့အေးလေဟုတ်တယ်ငါမက်မိပါတယ်တနင်္လာအင်္ဂါဗုဒ္ဓဟူးကြာတာပြီးတောက်ကြစနေတနင်္ဂနွေဟုတ်တယ်မလားခင်မုန်းလွင်ကသူ့လက်ဖြူဖြူတော်တော်လေးကိုတစ်ချောင်းချင်းစီချိုးပြီးကျွတ်ပြတယ်အေးဟုတ်တယ်မနေ့ပြန်ငါတို့ကြောင်းပိတ်သေးရလေငါသိရလေနင်တို့ကြောင်းကစနေနဲ့တနင်္ဂနွေပိတ်တာမလားမနေ့ပြန်ငါလာခဲ့မယ်လေအေးမနေ့ပြန်ကြာရင်ငါတို့မြို့တောင်ဘက်ကစီရီကိုသွားဖူးကြမယ်လေခင်မုန်းလွင်ကကြုတ်ပြောရတာကိုချက်ချင်းမပြန်မပြောပဲစဉ်းစားနေတယ်ဗျပြီးတော့မှပြောတယ်တတိရွှေစီရီကိုနောက်မှဖူးမယ်ဟာလက်ပြန်နေနဲ့ငါနဲ့ရုပ်ရှင်ကြည့်အောင်လေဩနေရုပ်ရှင်ကြည့်ရင်လို့လားအေးကြည့်လေလက်မှတ်ကြိုးထားလိုက်မယ်အေးကောင်းတယ်ရုပ်ရှင်နာမည်ကပါတဲ့ဝင်းဦးနဲ့ခင်တန်းသူတွေဟာမုံရွှေကြီးရဲ့တော်တော်ကောင်းတယ်လို့ကြားတာပဲကြည့်ရလူတွေတော်တော်များတယ်လက်မှတ်ကကြိုဝယ်မှရမှာအေးလေဒါဆိုလဲကြိုဝယ်ရမှာဟောလေရော့ပတ်စံယူထားလိုက်ဘယ်လောက်လဲခင်မုန်းလွင်ကကျုပ်ကိုလက်ကာပြတယ်ခင်မုန်းလွင်နင်ပြောတာကရှောက်သွားရင်စားတာတောက်တာအကုန်လုံးနင်ပေးမယ်လို့ပြောတာလေရုပ်ရှင်ကြည့်အောင်မပါဘူးရုပ်ရှင်ကြည့်ရင်ငါလက်မှတ်ဝယ်မယ်ဒါပဲကျုပ်ပြောရကိုကြားတော့ခင်မုန်းလွင်ကရှယ်ခင်မုန်းလွင်ရဲ့မျက်နှာမှာပန်းလေးတစ်ပွင့်ထပ်ပွင့်မှန်ပြီပေါ့ဗျာဒီတုန်းကဖာလူတာတစ်ခွက်က9ကျဲအပြခင်မုန်းလွင်ကဦးမာမက်ကို30ရန်တရွက်ပေးတယ်ခင်မုန်းလွင်ကိုတွေ့ရဲ့လူတိုင်းယောက်ျားမိန်းမကြီးကြီးငယ်ငယ်တေးချာချာကြည့်ကြည့်တော့ကြတယ်ဗျဈေးထဲမှာရှောက်သွားနေတုန်းကများကျုပ်ဖြင့်မျက်နှာဘလို့ထားမှန်းတော့မသိဘူးဗျကျုပ်ကိုကြည့်ရတော့ပဲဟုတ်ပါမလဲခင်မုန်းလွင်ကိုကြည့်ရပေါ့ဗျာညနာလှလှကိုလုံးလှလှနဲ့ကောင်မလေးကိုကြည့်ကြတာပေါ့ဗျာညခုံးနဲ့ကွေးလေးတွေအောက်မှာမျက်လုံးဝိုင်းဝိုင်းလေးကကျယ်လေးတွေလိုတောက်ပနေတာဗျဖြောင်ဆင်းနေတဲ့နာတန်လေးကဖူးဖူးလုံးလုံးနှက်ခမ်းလေးတွေကနှက်ခမ်းကြီးမစိုးပဲတော့နီးနေတာအသားရည်လေးကဝင်းပြီးအနက်ရောင်ရှန်လုံးကြီးလေးနဲ့ဝင်းဖြော့ဖြော့အင်ကြီးလေးကခင်မုန်းနေရအလှကိုပို့ပြီးထင်ပေါ်စေရပေါ့ဗျာခင်မုန်းလွင်နဲ့ကျုံနဲ့စပိန်လေးကိုတွန်းပြီးရုပ်ရှင်ရုံဘက်သွားကြတယ်ဗျရုပ်ရှင်ရုံကကြိုတင်လက်မှတ်ရောင်းတဲ့ဌာနမှာမနေ့ပြန်12နာရီရဲ့ပွဲအတွက်ကြိုပြီးလက်မှတ်ဝယ်ထားလိုက်တယ်အဲဒီတုန်းကကျုပ်တို့မြို့မှာရုပ်ရှင်ရုံကနှစ်ချက်ခွဲတန်းဆိုတာအကောင်းဆုံးပဲဗျရုံရဲ့အနောက်ဘက်မှာလှေကားတစ်တွေကနေတက်သွားရတာ A B C D E ဆိုပြီးတော့အတန်း9လမ်းပဲရှိတာဗျကျုပ်ကနှစ်ချက်ခွဲတန်းကနေနှစ်ဆောင်ဝယ်လိုက်တယ်ခင်မုန်းလွင်နဲ့ပထမဆုံးရုပ်ရှင်ကြိုကြည့်တဲ့လက်မှတ်ကလေးတွေအခုချိန်ထိနံပါတ်မှတ်မိနေတော့မယ်ဗျC 15 16လေးခင်မုန်းလွင်ရုပ်ရှင်က12နာရီပြမှာနော်မနေ့ပြန်ကြရင်ကိုလန်းထိတ်ကဂိတ်ဝါမှာငါ12နာရီလာစောင့်နေမယ်လို့ကျုပ်ပြောလိုက်တော့ခင်မုန်းလွင်ကစဉ်းစားနေရဲ့ဗျ
အချိန်မအားလို့လားလို့ကျုပ်ကမေးလိုက်တော့ခင်မုန်းလွင်ကရေပြီးပြန်ပြောတယ်ဟာတာဒီရဲ့နင်ပြောရဲ့12 နာရီဆိုတာဝန်သိချိန်လားဟာခင်မုန်းလွင်ကျုပ်ကိုမေးလိုက်တဲ့စကားကြားတော့ကျုပ်တော်တော်ကိုအံ့ဩသွားတာဗျဒါမဲ့ကျုပ်အံ့ဩသွားတာကိုခင်မုန်းလွင်မသိရစေပါဘူးလေမိုးမတဲ့ခင်တနာရီကိုပြောတာခင်မုန်းလွင်ရဲ့ဩရတယ်ဒါဆိုရင်ငါရောက်လာခဲ့မယ်တိတ်အစိုးကြီးလည်းမလာနဲ့နော်ငါမရောက်သေးရင်ဂိတ်ဝမှာနင်းကြောက်ဟိုက်ဖြစ်နေမယ်ဒါဆိုရင်လူတွေကနင်းကိုကြိတ်သွားကြလိမ့်မယ်ဟဲ့တာဒီလူတွေကြည့်တော့ဘာဖြစ်တော့လူတွေနင်းကိုကြည့်တာငါမကြိုက်ဘူးခင်မုန်းလွင်နင်ကဘာဖြစ်လို့မကြိုက်တာလဲငါနင်းကိုစိတ်မချလို့ပေါ့ဟာခင်မုန်းလွင်ရဲ့ဒါပြန်ပြီဒီစိတ်မချတာကြီးပြောပြီးခင်မုန်းလွင်ကရေသေးဗျကျုပ်ကဘာမှပြန်မပြောပဲသဝင်းကိုတွန်းပြီးတက်လိုက်တယ်ခင်မုန်းလွင်ကကယ်ဗီယာဆိုဖာကုံလေးပေါ်မှာဆွေကနေလိုက်တက်တယ်ဗျကျုပ်ပခုံးကိုဖွားဖွားလေးကင်ထားတယ်ကျုပ်ကအချိန်စောသေးတယ်ချိန်စောသေးတော့မြို့ရဲကလမ်းတွေကိုလိုက်ပတ်ပြီးနင်းပြတယ်ဗျခင်မုန်းလွင်ကအိမ်တွေကိုကြည့်ပြီးလှတယ်မလှဘူးပြောနေတယ်လမ်းမှာတွေ့တဲ့ကောင်မလေးကိုလည်းငေးကြည့်ပြီးဝေဖန်နေရောဗျကိုလန်းထိတ်ကရဲစကန်ဝင်းဂေးဝပေါက်တို့ရောက်တော့ကျုပ်ကစပိန်ပေါ်ကဆင်းပြီးခင်မုန်းလွင်ကိုစပိန်လေးပေးလိုက်တယ်သူစပိန်လေးကိုအချိန်ယူပြီးတက်လိုက်တယ်ပြီးတော့ဂေးဝကနေရဲစကန်ဝကြီးနင်းသွားတာပေါ့ဗျာကျုပ်လည်းဈေးပိုင်းကိုလမ်းလျှောက်ပြီးပြန်လာခဲ့တော့တာပဲဗျာနောက်နေ့ရောက်တော့မနက်8 နာရီထိုးခတဲ့ကကျုပ်ရေချိုးတယ်ကျုပ်ဝေစားလေးတစ်စုံကိုလျှော်ပြီးလှမ်းလိုက်တယ်ဗျ9 နာရီထိုးတော့ဘာကြီးချက်တဲ့ကြက်သားနဲ့အာလူးရယ်ကြက်သားကိုနှုတ်ဆင်းပြီးကြော်ထားတဲ့ရှမ်းကျင်ကလေးရယ်နဲ့သမင်းကိုအားရပါရစားပလိုက်တယ်ဒီနေ့မနက်မုံမစားပဲသမင်းကိုပဲအပီးစားလိုက်ရဲ့ဗျငါဒူတာဒီနေ့တွားစရာရှိတဲ့ချင်းနဲ့စောစောစီးရေချိုးသမင်းစားနေပါလားဟုတ်တယ်ဘိုင်တငယ်ချင်းနဲ့ရုပ်ရှင်ကြည့်မလို့လေဟာစောပါသေးတယ်ငါတူကြီးရဲ့ရုပ်ရှင်က7 နှစ်မှပြရမှာလေကွာမတွားသေးပါဘူးဘိုင်ရဲ့17 နာရီထိုးကန်ဒီလောက်မှတွားမှာပါတငယ်ချင်းကရဲစကန်ဝင်းထဲမှာနေတာဆိုတော့သူ့လည်းတွားခေါ်ရအောင်ပါလေဩမိန်းကလေးလားယောက်ျားလေးလားကွမိန်းကလေးပါဘိုင်ရဲ့သူ့အဖေနဲ့သူ့အဖေကရဲအုပ်လားရဲမှုလားမသိပါဘူးဒီကိုရောက်လာတာမကြသေးဘူးလို့ထင်တယ်အားကြောင့်အဖော်လုပ်ပြီးရုပ်ရှင်ကိုလိုက်ပြမလို့ပါအေးဟုတ်တာပဲဒါဒီရဲ့ဝန်ထမ်းနေဆိုရာကအမြဲပြောင်းရွှေ့နေရတာလေကွယ်တနေရာကိုရောက်ကစမှဒီလိုပဲဖြစ်ကြတာပေါ့တနေရာကစိတ်နေတော့လေသွားဖို့လာဖို့အဆင်မပြေဘူးလေကွယ်ကိုကမြို့ကန်ဆိုတာဒီလိုပဲလိုက်ကူညီရမှာပေါ့အေးကလေးမှသွားခြင်းလာခြင်းနဲ့နေရာလိုက်ဖို့လိုက်ပါကွယ်ငါတူကြီးကိုယုံကြည်လို့မင်းကလေးကအဖော်လုပ်ခိုင်းတာနေမှာပေါ့17 နာရီထိုးကန်ကြီးတော့ကျုပ်အိမ်ကထွက်ခဲ့တယ်ဗျရဲစကန်ဝင်းဂိတ်ရောက်တော့17 နာရီလဲထိုးပြီဗျကျုပ်ကလမ်းတစ်ဖက်တစ်ချမ်းကနေစောင့်နေပြီးခင်မုန်းနေဝင်းထဲကထွက်လာတာကိုစောင့်ကြည့်နေတယ်9 မိနစ်ကြာတော့လဲပေါ်မလာဘူးဗျ10 မိနစ်ကြာတော့လဲပေါ်မလာဘူးကျုပ်လဲ6 လောက်နည်းနည်းတော့တောင့်လာတော့အဲ့ဒီနားလေးမှာရှိတဲ့ဘလောက်ပင်အရေးမှာထိုင်နေလိုက်တယ်ဗျဟောလာပြီဖီးစင်စပိန်လေးနင်းပြီးခင်မုန်းနေထွက်လာပြီဗျဂိတ်ဝကြော်ရနဲ့ကျုပ်ကိုသူတွေ့သွားတယ်ပြုံးပြတယ်ဗျလှလိုက်တဲ့ခင်မုန်းနေရဲ့နင်းကိုစိတ်မချတာအဲ့ဒါကြောင့်ပဲလေကျုပ်ကဘလောက်ပင်အောက်မှာထိုင်နေရာကနေမတက်ထိုင်ရလိုက်တယ်ခင်မုန်းလင်ကလမ်းကိုဖြတ်ပြီးစပိန်လေးကိုနင်းလာမှစပိန်ပေါ်ကခုံဆင်းလိုက်တယ်ဗျတာဒီနင်စောင့်နေတာကြာပါပြီထင်တယ်ညောင်းလူအောင်ထိုင်နေတယ်မကြာသေးပါဘူးခင်မုန်းလင်ရဲ့လို့ပြောပြီးခင်မုန်းလင်ကိုကြည့်နေမိလိုက်တယ်နက်ပြရင်လုံကြီးပေါ်မှာပန်းမွန်တေးလေးတွေထိုးထားတာဗျလက်နဲ့ထိုးထားပြီးမဲ့တော်တော်လေးကိုတေးတက်ပြီးလှနေအဘောကအင်ကြီးလက်ပြက်အပြာရင်လေးနဲ့ခင်မုန်းတွေရဲ့အသားရည်လေးကပိုပြီးဝင်းနေပေါ့ဗျာတာဒီငါလှရလားနင်ကတိတ်လှတာပဲခင်မုန်းတွေရဲ့အဲ့ဒါကြောင့်မို့နင့်ကိုငါစိတ်မချတာ
ဟုတ်တယ်ခင်ဗျာနင်းကိုကြည့်ရလူတွေအကြောင်းတိတ်သိပုံမပေါ်ဘူးလူတွေအကြောင်းကိုငါဘယ်လိုလုပ်သိရမှာလဲတာတည်းရဲ့မကောင်းတဲ့လူတွေနဲ့တွေ့ရင်နင်းကိုလှည့်စားသွားမှာဟာငါ့ကိုလှည့်စားသွားမှာဟုတ်လားတတည်းလှည့်စားရဆိုတာဘာလို့ပြောရလဲအာနင်ကလေးဟာငါဘယ်လိုပြောမှန်းတော့မသိဘူးဒီလိုဟာနင်းကိုချစ်ချင်အောင်ဆောင်ပြီးဖြတ်စည်းသွားမှာနင်လည်းငါ့ကိုချစ်တယ်မို့လားနင်ရောငါ့ကိုဖြတ်စည်းမှလားတတည်းဟာငါနင့်ကိုဘာလို့ဖြတ်စည်းရမှာလို့ငါကနင့်ကိုချစ်ချင်အောင်ဆောင်နေမှာမဟုတ်တာတကယ်ချစ်တာပြီးတော့ဖြူဖြူစင်စင်ချစ်တာတနာပင်မမပါတနာပင်မနဲ့ရှင်တဲ့အချစ်မျိုးနဲ့ချစ်တာမဟုတ်ဘူးခင်ဗျုံးလေတငယ်ချင်းတယောက်လိုနှမလေးတယောက်လိုချစ်တာမျက်လုံးဝမ်းဝမ်းလေးတွေနဲ့ကျုံမျက်နှာကိုခင်ဗျုံးလေစိုက်ကြည့်နေတယ်ဗျပြီးတော့မှကြည်ကြည်နက်နက်ကြီးပြုံးတယ်တာဒီငါလည်းနင့်ကိုဒီလိုပဲချစ်တာပါငါလူချင်တာလဲအဲ့လိုအချစ်မျိုးပါပဲကျုပ်ကသူ့လက်ထဲကစပိန်လေးကိုယူပြီးစပိန်မော်တက်လိုက်တယ်ခင်မောင်းလွင်ကလည်းကယ်ရီယာဆိုဖာလေးပေါ်တက်လိုက်တယ်ရုပ်ရှင်ရုံကိုရောက်တော့12နာရီ17နာရီခွဲကျော်ပြီဗျရုပ်ရှင်ရုံဖွင့်နေပြီခင်မောင်းလွင်ရဲ့စပိန်လေးကိုရုပ်ရှင်ရုံဘေးကက်လျက်အိမ်ကကျုပ်တငယ်ချင်းရှိဟုတ်ခင်ရှိမှတွားပြီးအပ်ထားလိုက်တယ်ဗျရုံထဲမဝင်ခင်ကွာစီလော်တုပ်လေးငါတို့ဝယ်လာတယ်ပေးထားတဲ့ကလေးတိုင်းပဲဗျခင်မုံးလင်ကပတ်စံထုတ်ပေးတယ်ဒီခါတော့သူ့မှာပတ်စံအိတ်လေးပါလာတယ်ဗျပတ်စံအိတ်ကလည်းနှက်ပြရောင်လေးပဲဗျဝတ်ထားတဲ့အဝတ်စားနဲ့လိုက်ဖက်အောင်လို့ကင်လာတာဖြစ်မှာပေါ့ခတ်တာကရုပ်ရှင်ကြည့်နေလူတော်တော်များများကခင်မုံးလင်ကိုကြည့်နေကြတာပဲဗျခင်မုံးလင်ကိုကြည့်တော့သူ့ဘေးကကျုပ်ကိုပါကြည့်ကြတာပေါ့ဗျာကျုပ်လည်းရုပ်ရှင်ရုံတွေကိုခက်တုတ်ဝင်ခဲ့ရတာပဲပြီးတော့ထိုင်ကုန်စီ15-16ကိုရှာတယ်ခင်မုံးလင်ကတော့ရုပ်ရှင်ရုံကြီးထဲမှာဟိုကြည့်ကြီးလုံနေတာပြုတ်ကျုပ်နောက်ကကတ်လိုက်လာပြီးကျုပ်ထိုင်ကုန်ရှာနေတာကိုကြည့်ရဲဗျရုပ်ရှင်တွေကလူတွေကိုရုပ်ရှင်ရုံတွေကလူတွေကိုကြည့်တယ်သူ့ကိုကြည့်ရစိတ်လှုပ်ရှားနေပုံပဲဗျထိုင်ကုန်ပေါ်မှာထိုင်ပြီးကျုပ်ကခင်မုံးလင်ကိုနင်ဂျာစိတ်ထုတ်လေးတစ်ထုပ်ပေးတယ်ခင်မုံးလင်ကကျုပ်ပေးတဲ့နင်ဂျာစိတ်ထုတ်လေးကိုယူပြီးဖောက်တယ်ပြီးတော့အထက်ကနင်ဂျာစိ20-30ကိုထုတ်ပြီးပါဇက်ထဲကိုဝါးလိုက်တယ်ဗျကျုပ်လည်းအရန်အံ့ဩသွားတာဗောဗျခင်မုံးလင်နင်ဂျာစိကိုအဲ့လိုစားလို့မရဘူးလေပေးငါလုပ်ပေးမယ်ကျုပ်ကသူ့လက်ထဲကနင်ဂျာစိထုတ်လေးကိုယူပြီးတော့နင်ဂျာစိကိုသွားနဲ့စက်ခနဲ့ကိုက်ပြီးခွဲလိုက်တယ်ပြီးတော့မှအထဲကအဖြူစံလေးကိုထုတ်ပြီးခင်မုံးလင်ကိုပေးလိုက်တယ်ကျုပ်ပေးတဲ့နင်ဂျာစိလေးကိုသူစားကြည့်တယ်စိမ့်စိမ့်လေးကောင်းသားပဲဒါကြောင့်မို့လူတွေစားနေတာကိုခင်မုံးလွင်ဒီနိုင်ငံမှာလေနင်ဂျာစီမစားတတ်တာဆိုလို့နင်ကြောက်ပဲရှိမှထင်တယ်လို့ကျုပ်ကပြောတော့ခင်မုံးလွင်ကသဘောကျပြီးရေးနေတာပြုတ်ရေတော့လေတခြားကောင်မလေးချောချောလေးလို့မျိုးဟန်ဆောင်ပန်ဆောင်လုပ်ပြီးရေးတာမဟုတ်ဘူးဗျပိုလုံးလေးကိုတိမ့်တိမ့်တုံအောင်ရေးတာပြုတ်ကျုပ်ကတော့နင်ဂျာစီလေးတွေခွာပြီးလက်ထဲမှာတော်တော်များများရတော့မှသူ့လက်ဖြူဖြူတော်တော်လေးကိုထည့်ပေးလိုက်တယ်ဗျခင်မုံးလွင်ကနင်ဂျာစီအရတာကိုခံပြီးစားတယ်ဗျရုပ်ရှင်စပြတော့နိုင်ငံတော်အလံကိုအလေးပြုရတာပေါ့ဗျာဟဲ့ဘာလို့မတက်ရတာလဲတတိနိုင်ငံတော်အလံကိုအလေးပြုဖို့လေဟာခင်မုံးလွင်ကရုပ်ရှင်ကြည့်ရဲ့လူရဲ့အကုန်လုံးပြိုင်သူမတ်တက်ရတာကိုစိတ်ဝင်စားနေတာဗျအားလုံးပြန်ထိုင်တော့ကျုပ်ကိုခင်မုံးလွင်မေးတယ်ခင်မုံးလွင်နင်ရုပ်ရှင်တစ်ခါမှမကြည့်ဘူးလားဟာငါဘယ်ကကြည့်ဘူးရမှာလဲတတိယာကျုပ်တော်တော်ကိုမျက်စိလဲသွားတာဗျဖာလူဒါလည်းမတောက်ဘူးဈေးလည်းမရောက်ဘူးရုပ်ရှင်တော့မကြည့်ဘူးနင်ဂျာစီကိုလည်းအခွန်မှာဝါစားတယ်ကျုပ်တွေးတာတော့ငငယ်ကစိတ်ယောဂရှိလို့အိမ်ထဲမှာထားတာဖြစ်မယ်ခုမှပဲယောဂပျောက်သွားလို့အပြင်ကိုစထွက်ရတာဖြစ်မယ်ကျုပ်ခင်မုံးလင်ကိုတနာသွားတယ်ဗျနင်ဂျာစီလေးတွေခွာပြီးကျွေးတယ်သူကလည်းစားတယ်ရုပ်ရှင်စပြပြီလေခင်မုံးလင်အန်အောကြီးနဲ့ကြည့်တယ်တဖြည်းဖြည်းနဲ့ရုပ်ရှင်ထဲမှာနင်မျိုးသွားတယ်ကျုပ်ခေါင်းပေါ်ကကြော်ပြီးထိုးထားတဲ့
ရုပ်ရှင်ပြဆက်ကလင်းတန်းကိုတစ်ချက်သူလှမ်းပြီးမောကြည့်တယ်ဗျ။မှုံရွှေစကားတွေကခင်တန်းနုကလာကိုသူတော်တော်သဘောကျပုံပဲဗျ။စန္ဒာလင်းကလာကိုလည်းသူသဘောကျတယ်။ပြုံးပြီးကြည့်တယ်။ကျုပ်ကိုတူတူလေးပြောတာဒီငါလည်းအဲ့လိုကတ်တတ်တယ်သိလား။ဟုတ်လားခင်မုန်းလေနင်တို့ကျောင်းကဘုံမှာကလာလား။ကျောင်းကဘုံမှာမဟုတ်ဘူးလေအိမ်မှာကလာပါ။ငါမိကမင်းသမီးလေးသူတင်ပေးလို့ငါကတ်တဲ့သွားတာပေါ့။ကျုပ်စိတ်ထဲမှာတွေးလိုက်တယ်ခင်မုန်းလေအမေကရဲရာရှိနဲ့မရခင်ကငိမ့်မင်းသမီးဖြစ်မယ်လို့ထင်တယ်။ရုပ်ရှင်တွေကစန္ဒာလင်းကနေတာကိုလက်ညှိုးထုတ်ပြပြီးပြောတယ်။ငါလည်းသူ့ရွယ်လောက်ခနဲ့ကကတ်တဲ့တာပဲလေ။ဒါမဲ့ငါကမင်းသမီးမလုပ်ချင်ပါဘူး။ဘာလို့မလုပ်ချင်တာလဲ။နင်ကဒီလောက်လှနေတာပဲ။မင်းသမီးလုပ်ရင်နင်တအားနာမည်ကြီးမှာပေါ့ခင်မုန်းလေရဲ့။ငါမင်းသမီးမလုပ်ချင်ပါဘူးဟာလို့ခေါင်းခါပြီးပြောတယ်။ကျုပ်ခွာကျွေးနေတဲ့နင်ကြစီလေးကိုစားရင်ရုပ်ရှင်ဆက်ကြည့်နေပြန်တယ်ကွာရုပ်ရှင်ပြီးတော့လူတွေတန်းစီပြီးထွက်သားကိုလည်းစိတ်ဝင်စားကြည့်နေပြန်ရောဗျရုပ်ရှင်ပြီးတော့2 နာရီခွဲပြီခင်မုန်းလွင်နင်တန်းပြန်မလားမပြန်သေးဘူးမမက်ဆိုင်မှာဖာလူဒါတောက်မယ်လေဩအေးငါစပိန်ယူလာအောင်မယ်ကျုပ်ကအထားခဲ့တဲ့စပိန်ကိုသွားယူလိုက်တယ်ဗျမမက်ဆိုင်ကကက်လို့လေဗျာကျုပ်ကစပိန်လေးကိုတွန်းပြီးခင်မုန်းလင်ကကျုပ်လက်မောင်းလေးကိုကင်ပြီးရှောက်လာတယ်ဗျရုပ်ရှင်ရုံတွေကထွက်လာတဲ့လူတော်တော်များများကခင်မုန်းလင်ကိုကြည့်သွားကြတယ်မျိုးလေးတစ်မျိုးမှာလူစိမ်းတယောက်ကိုကြည့်တယ်လို့မျိုးပေါ့ဗျာမမက်ဆိုင်ရောက်တော့မနေ့ကထိုင်ခဲ့တဲ့စပွဲကုံလေးကိုခင်မုန်းလင်လှမ်းကြည့်လိုက်တယ်အဲ့ဒီစပွဲလေးကထိုင်တဲ့လူမရှိသေးဘူးဗျသူအဲ့ဒီစပွဲလေးကိုခက်တုတ်သွားပြီးထိုင်လိုက်တယ်ကျုပ်လည်းသူ့နောက်ကနေလိုက်ပြီးထိုင်ရတာပေါ့ဗျာဖာလူဒါနှစ်ခွက်ပေးပါခင်မုန်းလင်ကလက်ဖြူဖြူလေးနှစ်ချောင်းထောင်ပြီးဖာလူဒါနှစ်ခွက်မှာလိုက်တယ်ရုပ်ရှင်ကြည့်လို့ကောင်းလားခင်မုန်းလင်ဟာရုပ်ရှင်ကကြည့်လို့ကောင်းတယ်တတေဟာနင်ပြောလားခင်မုန်းလင်ငါပြောတယ်တတေနင်နဲ့တူရုပ်ရှင်ကြည့်ရတာငါတိတ်ပြောတာပဲနင်ရောပြောလားဟာပြောတာပေါ့ခင်မုန်းလင်ရဲ့နင်ပြောလို့ပဲနင်းနဲ့တာအတူတူသွားနေရတယ်ငါပြောနေတယ်ချိန်နေကုံလုံးကုံမန်းတော့ငါမသိပါဘူးဟာခင်မုန်းလွင်ကပြောလိုက်တယ်ညနာလှလှလေးကပို့ပြီးလှသွားတာပေါ့ဗျာဖာလူဒါခွက်လေးတွေရောက်လာတော့ခင်မုန်းလွင်ကမှွေပြီးစတောက်တယ်သူဖာလူဒါကိုတော်တော်ကြိုက်ပုံရတယ်ဗျမမက်ဆိုင်ကဖာလူဒါနဲ့မကောက်ဘူးဒိန်ညင်တို့ရေခဲတုပ်တို့တတိဖြော်ရီမျိုးစုံရတယ်ဟာဟုတ်လားတတိဒါဆိုနောက်လာတဲ့အခါတခြားဟာလေးတွေလည်းတစ်မျိုးစီတောက်ကြည့်တာပေါ့ဒေါ်ငိမ့်ဆိုင်ကအကျော်လဲကောင်းပါလေဟာအဲ့ဒီအကျော်ဆိုင်မှာထိုင်ရတာလေငါကြိုက်တယ်တတိဟောဒါဆိုလဲနောက်တစ်ပတ်ဒေါ်ငိမ့်ဘူးတီကျော်သွားစားကြရမယ်လေခင်မုန်းလင်ကခေါင်းလေးကိုငိမ့်ပြတယ်ဗျသူ့မျက်လုံးဝမ်းဝမ်းလေးတွေကဖြူစင်တန်ရှင်းတဲ့ခင်မုန်းလင်ရဲ့စိတ်ကိုထင်ဟပ်နေတယ်ညနာလေးကလည်းအပြစ်ကင်းစင်တဲ့ကလေးလေးကြောက်လို့ပဲဗျဘယ်ချိန်ကြည်လင်းနေတာပဲဗျတတိနင်းနဲ့ငါနဲ့စနေတနင်္ဂနွေရက်မှာတွေ့ရမှာလားဟာအဲ့လိုတော့မဟုတ်ဘူးလေနင်ကကြောင်းတက်မှာဆိုကြောင်းကညနေ3 နာရီလောက်ဆိုစင်တာ3 နာရီဆိုအဘယ်ချိန်လဲ3 နာရီဆိုတာနင်နဲ့ငါနဲ့စတွေ့အချိန်ပေါ့ဟိုးဒီလိုလားဒါဆိုငါသိပြီဒါဆိုရင်တော့ရောက်ခင်းပေါ်တောက်ကြလေးအေးငါအဲ့နေ့ငါ3 နာရီလောက်ထွက်ခဲ့မယ်နင်ဂိတ်ဝါကလာပြီးစောင့်နေအေးလာစောင့်နေမယ်အဲ့နေ့ကျဒေါ်ငိမ့်တို့ဘူးတီကျော်ဆိုင်သွားမယ်နော်ခင်မုန်းတွေကခေါင်းလေးကိုညှင်းပြတယ်ဗျခင်မုန်းတွေကပတ်စံအိတ်နက်ပြာရောင်လေးကိုဖွင့်ပြီး10 တန်းတရွက်လေးထုတ်လိုက်တယ်ပြီးတော့မာမက်ကိုဖာလူဒါနှစ်ခွက်ပိုးပေးလိုက်တယ်ဗျကျုပ်ကစပိန်လေးနင်းပြီးတော့ခင်မုန်းလင်ကကျုပ်အခုံးလေးကိုကင်ပြီးပါလာတယ်ဗျပါဇက်ကလေးတချင်းလေးပြီးညီးလို့ခင်မုန်းလင်ဆိုတဲ့တချင်းကိုကျုပ်အာယုံစိုက်ပြီးနားထောင်ကြည့်တယ်ခင်မုန်းလင်ဆိုတာဘာတချင်းမှမသိဘူးဗျခင်မုန်းလင်ဆိုတာကဘာသာမှန်းလဲမသိဘူးဗျဒီတော့မှကျုပ်တွေးမိတာခင်မုန်းလင်ကဗမာလူမျိုးမဟုတ်ဘူးနဲ့တူရဲ့
ဘာလူမျိုးပဲဖြစ်ခင်မုန်းလွင်ကခင်မုန်းလွင်မှာပဲသူကတော့ကျုပ်ကိုမြင်မြင်ချင်းခင်တာဗျကျုပ်ကလည်းသူ့ကိုမြင်မြင်ချင်းခင်မိတာပဲကိုလန်းထိပ်ကရဲစခန်းဂိတ်ကိုရောက်တော့ကျုပ်နေခဲ့တယ်ခင်မုန်းလွင်ကကျုပ်ကိုနှုတ်ဆက်ပြီးစပိန်လေးကိုနင်းပြီးဝင်သွားတယ်ကျုပ်စိတ်ထဲမှာတော်တော်ကိုပျော်နေတာဗျခင်မုန်းလွင်လိုပဲတချင်းနေအော်ပြီးဆိုခြင်းစိတ်ပေါက်တာပေါ့ဗျာဒါမဲ့ကျုပ်ဘယ်ဆိုရဲပါမလို့ဗျာလမ်းသွားနေတဲ့လူတွေကကျုပ်ကိုအယူလို့ထင်တော့မှာပေါ့ဗျတန်းလာနေကြောင်းတက်ရက်ရောက်တော့ပြဿနာကစရတာပဲဗျာကျုပ်နဲ့သူမျိုးเจ้าကိုလာတက်နေတဲ့ဗန်မွေးကုန်းသားတိန်းစော်နဲ့ကာယတင်မြင့်တို့ကကျုပ်နောက်ကိုရောက်လာကြတယ်တင်မြင့်ကလမ်းလျှောက်ရင်ကာယနဲ့တွားလို့ဒီကောင်ကိုကာယတင်မြင့်လို့ခေါ်တာလေဗျာယောတာတိမင်းသတင်းတွေကမှုေးနေတာပါလားတိန်းစော်ကစကားဆပြီးပြောတယ်ဗျကျုပ်ကဆရာဟိုဦးစော်မြင့်အိမ်ကပြန်ပြီးတည်လာတဲ့ရကျင်ကန်စာအုပ်တွေကိုဆရာစပွဲပေါ်မှာတင်ထားလိုက်တယ်ဟောဘာလို့တိန်းစော်ရဘာကျင်းတော့ဟာဒါဒီရတတ်တယ်မင်းကတော့ကွာမိုးမမြင်လင်မမြင်တော့ဖြစ်နေပြီကွာဘသူကိုမမြင်တော့တာပါမင်းနဲ့မင်းရဲ့နတ်သမီးလေးလေကွာဖီးစင်စပိန်အစိမ်းရောင်လေးကိုစီးပြီးဘူးတိကျော်လာစားတဲ့အချိန်မှာတို့အတန်းထဲကရေလသူ့အမားနဲ့ဘူးတိကျော်စားနေတာကွာမင်းကမမြင်ဘူးတဲ့မင်းကြောင့်ဆောင်းတာလည်းဖြစ်ရှင်ဖြစ်မှာပေါ့ကွာရီလာကပြောတယ်ကွာပြီးတော့မိုမိုအေးဆိုင်မှာလည်းစပိန်အက်ခဲ့တယ်အက်ခဲ့ပြီးမင်းနတ်သမီးလေးနဲ့ဈေးတော့ကိုဝင်သွားကြတယ်တဲ့ပြီးတော့တင်ချတွက်ရင်တခါမှမမှန်ဘူးတဲ့တင်ချပေါမောက်ခတန်ပြားခင်အေးကလည်းတာတင်းနဲ့နတ်သမီးလေးနဲ့မုံရွှေလာကြည့်တာတွေ့တယ်ဗျာခင်အေးကတင်ချတာဇီရိုထွက်တာမှတ်ညံကတော့ကောင်းသလားဟေးတာတီဟိုအထူးတန်းကတွားကြည့်တာဖြစ်မယ်တဲ့သူမှန်းကြည့်တာခုနှစ်ပတ်စီ15 16ဖြစ်မယ်တဲ့ဟေးရုပ်ရှင်ကြည့်ပြီးတော့တာတီနဲ့နတ်သမီးလေးကမာမက်အေးဆိုင်ကိုဝင်သွားတာလေဗျာတန်းလုံးကဒီသတင်းကိုစိတ်ဝင်စားနေကြပြီမောင်ကြီးဟုတ်တယ်တာတီမင်းအဲ့တော့ကိုအတန်းရှိထွက်ပြီးတော့ဒီအကြောင်းကိုရှင်းပြပြီးတော့ကွာဟာဒိန်းစောမင်းကလည်းကွာငါ့ကိုခြုံနဲ့မနေပြန်ပြီကဲတာတီအတန်းရှိထွက်ပြီးပြောမလားငါတို့ညက်ကိုပြောမလားငါတို့ညက်ကိုပြောလဲတန်းလုံးကိုပြောရတယ်တူပါပဲကွာဘာဖြစ်လို့လဲဆိုတော့နေ့လည်းပဲကြောင်းလွတ်တာနဲ့ဟဲ့နင်းကိုတာတီဘာပြောလေးလဲဆိုပြီးငါတို့ကိုမေးကြမှာလေတာတီကငါမှမင်းတို့ကိုဖုံးကွယ်စားစရာဘာမှမရှိပါဘူးတင်မြင့်ရလို့ကျုပ်ကပြောလိုက်တော့တင်မြင့်နဲ့တိန်စောကကျဉ်နဲ့သွားကြတယ်ကဲဒါဆိုလဲမြန်ပြောလေကွာတော်တော်ကြာတောင်းတက်ခေါင်းလောင်းထိုးနေမှသူ့နာမည်ကခင်မုန်းလွင်နဲ့ရဲစခန်းဝင်းထဲမှာနေတယ်ရဲရရှိတယောက်ရဲ့သမီးဖြစ်လိမ့်မယ်ကွဟာတာဒီယာမင်းကောင်းမလေးနဲ့မင်းနဲ့ရုပ်ရှင်ကြည့်ရဲ့အဆင့်တောင်ရောက်နေပြီပဲသူ့မိဘကြီးအကြောင်းတော့မင်းသိထားသင့်ပါလေကွာငါသူ့ကိုမေးထားမိဘူးကွာသူကလည်းမပြောဘူးလားကွဟေးမပြောဘူးနေပေါင်းမင်းနဲ့ကောင်မလေးနဲ့ကဘယ်တော့မှသိရတော့ကွတိန်းစော်ကဝင်မေးတယ်ဗျဟိုနေ့ကမှသိရပါကွာတောက်ကြနေ့ကမှသိရငါဆရာဦးစော်မြင့်အိမ်ကိုတင်ချလေ့ကျင့်ခန်းစာအုပ်တွေတွားပို့တော့ကအပြန်မှာကိုလန်းထိတ်မှာရဲစခန်းပေါက်ဝါလေကွာဂိတ်ကျော်လောက်ရောက်တော့ငါနောက်ကျောကိုစပိန်နဲ့ဝင်တိုက်တာဟေးဟာမင်းဘာဖြစ်သွားလုံးဟာငါဘာမှမဖြစ်ပါဘူးကွာရိုင်းသွားရုံပါပဲသူကတော့ဒူးကောင်းမှနာသွားတယ်ကွာဒါဆိုရင်မင်းနဲ့ကောင်မလေးကတိတာ3ရက်ပဲရှိသေးတာပေါ့ဟာတင်မြင့်ကကျုပ်ကိုရဲစစ်လို့စစ်တာဗျဟုတ်ပါလေဆိုတင်မြင့်ရာဒီ3ရက်အတွင်းမင်းကဒီလောက်တောင်ခီးရောက်သွားပြီလားတာတီကငါတော့မင်းကိုလန့်သွားပြီဟေးတိန်းစော်ကစက်ဖြီးဖြီးနဲ့ကျုပ်ကိုပြောရဲဗျဟာတိန်းစော်ရာငါဘယ်ခီးမှမရောက်ပါဘူးကွာခင်မုန်းလွင်ကတော်တော်ကိုချော့တာကွာသူကြောက်ဟဲရှောက်သွားမှငါစိတ်မချလို့ငါအဖော်လိုက်ပေးတာပါကွာကျုပ်ကဒီကောင်နှစ်ကောင်ကိုရှင်းပြတယ်ဗျတင်မြင့်ကရဲပြီးပြောတယ်အခုခီးမြောက်သေးလဲနောက်တော့ခီးရောက်သွားမှာပေါ့ကွာမဟုတ်ဘူးတင်မြင့်ငါခင်မုန်းလွင်ကိုချစ်တာငါနှမတယောက်လိုချစ်တာကွသူ့ကိုငါစိတ်မချတဲ့စိတ်သူ့ကိုငါစိတ်မချတဲ့စိတ်ပဲငါမှရှိတယ်ကွပြီးတော့ငါတန်တရားတစ်ခုဖြစ်မိတယ်တင်မြင့်ကဟေး
ဘာများလဲဟာကောင်မလေးကအိမ်တောင်ကြဘူးလို့လားဟာကွာမင်းကလေခင်မုန်းတွေကမင်းတို့ငါတို့အရွယ်တူတူပဲလေကွာဘယ်တော့ကအိမ်တောင်ကြဘူးရမှာလဲတမင်းကမင်းဆိုရဲကောင်ကလည်းပြောလိုက်ရင်တဆုံပဲအော်မဟုတ်ပါဘူးတာတေးငါရဲစရာပြောလိုက်တာဘာကွမင်းကလေတမင်းကကျုပ်ကိုချက်ချင်းတောင်းမယ်နဲ့ကျုပ်ကစကားကိုဆက်ပြီးပြောတယ်ငါမှတန်တရားရှိတာကခင်မုန်းတွေကစိတ်ယောဂတဲလေးများလာလို့ဟေးမင်းကိုခင်မုန်းတွေကဘာတွေပြောလို့တုံးဟာဘာရေတော့ငါမပြောပါဘူးကွာငါလည်းအဲ့ဒါစောင့်ကြည့်ရအောင်ပါကွကျောင်းတက်ခေါင်းလောင်းထိုးပြီးကျောင်းသူကျောင်းသားတွေကိုယ့်အခန်းကိုပြန်ဝင်သွားကြပြီကျုပ်တို့၃ယောက်လည်းအခန်းထဲကိုဝင်ခဲ့ကြတာပေါ့ဗျာကျုပ်ကိုအတန်းထဲကကောင်မလေးတချို့ကကွက်ကြီးလုံနေကြတယ်ဗျရီလာနဲ့မိုးမိုးအေးတင်းဖြတ်ဟာလို့ဖြစ်မှာပေါ့ဗျာဒါမဲ့နေ့လေကျောင်းဆင်းပြီးပြန်သက်တော့ကျုပ်ကိုတိတ်မကြည့်ကြတော့ဘူးဗျသိန်းစော်နဲ့တင်မြင့်စီကတင်းကြီးရောက်သွားကြလို့အလုံးကျင်းနဲ့သွားရတာနေမှာပေါ့ဗျာကျောင်းဆင်းတော့အိမ်ပြန်မိုးရီမိုးချိုးဘာကြီးချက်ထားတဲ့ထမင်းဟင်းကြီးတဝစားပြီးတော့စားလုပ်ပေါ့ဗျာညကိုမြန်ကုန်စီခြင်းနေပြီဗျဘာလို့လဲဆိုတော့နောက်နေ့ကိုမြန်ရောက်စေချင်လို့လေဗျာနေ့ရီညရီမြန်ကုန်သွားရင်ခင်မုန်းတွေနဲ့မြန်တွေ့ရမှာလေဗျာနောက်နေ့အိမ်ကနေကျောင်းတက်တယ်ပုံမှန်မှာပဲဗျာကျောင်းစင်းတော့အိမ်ပြန်တာပေါ့ဗျဒါမဲ့ဒီနေ့ညမှာမမျော်လင်းမဲ့ကျုပ်အိမ်မက်ခဲ့တယ်ခင်မုန်းလွင်လို့ကိုတတိယလို့မှတ်တဲ့အိမ်မက်ပဲဗျအိမ်မက်ထဲမှာကျုပ်ကမြို့တစ်မြို့ကိုရောက်နေတယ်ဗျဘယ်မြို့မှန်းတော့ကျုပ်မသိဘူးလမ်းလေးတွေကလည်းတက်နေတာပဲပြီးတော့လမ်းတွေကတော်လေကျဲတယ်ဗျအားလုံးကကွန်ကရစ်လမ်းတွေပါဗျာမြို့ကွက်ကလည်းတော်တော်ကိုလှတာဗျာလမ်းမတွေနဲ့ဖြတ်လမ်းတွေကလည်းအကွာဝေးညီနေတာဒီမြို့ကိုတိဆောက်တဲ့အင်ဂျင်နီယာတွေတော်ပုံရတယ်ဗျလမ်းပေါ်မှာတော့စပိန်လေးတွေနဲ့တွားလန်နေကြတယ်လူနေလည်းတိတ်ထူထပ်ပုံမပေါ်ဘူးအိမ်တွေကလည်းကျုပ်တို့မြို့ကအိမ်နဲ့မတူဘူးဗျအင်ကြီးအိမ်ကောင်းတွေကြီးပဲလမ်းမှာတွားနေတဲ့လူတွေကိုကျုပ်ကြည့်တော့တော်ကိုအံ့ဩသွားတယ်လူတွေအကုန်လုံးကရုပ်ရည်တန်းပြန်ပြီးချုံမောနေတာဗျလမ်းမီးတိုင်ဒီမှာတက်ဟာတဲ့မီးလုံးကြီးတွေကလည်းမြင်တော့မမြင်ဘူးပါဘူးဗျာလေးဘက်ပြေမဲ့နေအောင်လင်းတောင်နေရတော့မဟုတ်ဘူးဗျပုံမိုင်းပဲနေကိုမော့ကြည့်တော့ပြုတ်ပဲမြင်ရတယ်ရာဒီဥတုကလုံးဝမပူပဲနေလိုကောင်းရုံလေးဗျပူလည်းမပူအေးလည်းမအေးဘူးပေါ့လမ်းဘေးကတပ်ပင်တွေမှာပန်းတွေလည်းပွင့်လို့ဘာပင်နေလဲတော့ကြုံမသိဘူးဗျအပွင့်နေပွင့်တာကတော့တပင်လုံးကိုညှက်နေအောင်ပွင့်တာဗျလမ်းတွေအားလုံးကတန့်ပြီးပန်းနံနေမှုနေတာလူတွေကလည်းချောမောလှပနေကြတာကျုပ်လဲစိတ်ထဲမှာตาရပြီးပျော်လာတာပြုတ်လမ်းမကြီးတစ်လျှောက်ရှောက်သွားရင်လူတွေကိုကြည့်လိုက်တပ်ပင်တွေပန်းမွေတွေကိုကြည့်လိုက်ဘင်းခွာတန်းကိုကြားလို့ကျုပ်နောက်ကိုလှည့်ကြည့်လိုက်တာဗျဟာမြင်းလဲဗျမြင်းလဲတွေလည်းရှိတာပဲကိုလို့ကျုပ်တွေးမိလိုက်တယ်လှဲဆွဲတဲ့မြင်းကမြင်းလီလေးတော့မဟုတ်ဘူးဗျမြင်းကောင်းမြင်းတန်တွေကျုပ်ရှောင်ရင်းနဲ့လမ်းဆောင်လမ်းကွက်ကိုရောက်လာတယ်ကျုပ်လဲဘယ်ဘက်ကိုချိုးရမှန်းမသိဘူးဗျဒါနဲ့ပဲကျုပ်ရှက်ပြီးငေးနေတာစပိန်တစီဘရိတ်ဆွဲလိုက်တဲ့အတန်ကြားလိုက်လို့ကျုပ်နောက်ကိုလှည့်ကြည့်လိုက်တယ်ဟာခင်မုန်းလွင်ကျုပ်အံ့ဩလိုက်တာကျုပ်စိတ်ထဲမှာတအားပျော်သွားတာခင်မုန်းလွင်ရဲ့ချိန်ထားရင်တော့လွဲနိုင်သေးတယ်နင်ကဘယ်ရောက်တာတော့ဟာကျုပ်ပြောရကိုကြားတော့ခင်မုန်းလွင်ကသဘောကျပြီးတအားရယ်တော့တာပဲဗျကျုပ်တောင်ကြောင်တောင်ဖြစ်သွားတယ်နင်ဘာရဲတာတော့ဟာနင်အရန်အံ့ဩသွားတယ်ကိုသဘောကျလို့ရဲတာပါတာတီရဲ့ဒါငါတို့မျိုးလေနင်ကိုအလဲခေါ်လိုက်တာဘာပြောလဲခင်မုန်းလွင်နင်ခေါ်လိုက်တာဟုတ်လားမဟုတ်ပါဘူးငါရောက်လာတာပါခင်မုန်းတွေကရဲပြန်ရောဗျကျုပ်စပိန်လေးကိုကြည့်လိုက်တယ်သူစီးနေကြစပိန်လေးပဲဗျတတိဒီနေရာကိုနင့်မသာနေရောက်လာတာမဟုတ်ဘူးငါခေါ်လိုက်တာဒီပါအောင်ခင်မုန်းတွေရဲ့နင်ကငါတို့မျိုးကရဲစခန်းဝင်းထဲမှာနေတာမဟုတ်ဘူးလားပြီးတော့နင်ကရဲရာရှိတယောက်ရဲ့တမီးမဟုတ်ဘူးလားဟာငါနင့်ကိုအဲ့လိုပြောဘူးလို့လားတတိအဲ့ဒါကနင်စိတ်ထဲမှာချင်နေတာမဟုတ်လားအေးဟုတ်တယ်လေငါစိတ်ထဲမှာအဲ့လိုပဲချင်တာပေါ့ဟာငါတို့နေတဲ့လမ်းကနေ
ဟိုစပိန်လေးနဲ့နင်းပြီးထွက်လာတာပါတတ်တယ်ရဲ့နင်းပြောရဲ့ရဲစခန်းဝင်းထဲကိုရောက်သွားတာဖြစ်မှာပေါ့ပြီးတော့နင်းတို့ရှိရာအချိန်နဲ့ငါတို့ရှိရာအချိန်နဲ့မတူဘူးလေဟာအခုဆိုရင်နင်းတို့ရှိမှညက်နေလေငါတို့ရှိမှနှိပ်ဖြစ်နေတာမဟုတ်လားငါစထွက်ခဲ့တဲ့အချိန်ကနင်းကိုစပိန်နဲ့ဝင်တိုက်မိတာလေအဲ့ဒါကြောင့်ဖြစ်မှာပေါ့ဟဲ့ငါဒီကိုထွက်လာတာညဘက်လေဟာနင်းပြောရဲ့ရဲစခန်းဝင်းထဲရောက်သွားတာနေ့ဘက်ဖြစ်သွားနေရောဟာပြီးတော့နင်တို့စီကတအားလင်းတာဟာငါမျက်စိရေပြသွားပြီးဘာကုန်းမှတိတ်မမြင်ရတော့ဘူးအဲ့ဒါကြောင့်နင်းကငါစပိန်နဲ့ဝင်တိုက်မိတာခင်မုန်းလွင်ဘာတွေပြောနေတာလဲငါနင်းပြောနေတာတခုမှနားမလည်ဘူးဟာအေးပါနင်းနားမလည်သေးလဲနောက်တော့လားနေလာမှာပါဟာဒါကအရင်ကြီးသေးပါဘူးဟာငါနင်းကိုတခုလိုက်ကြွေးမယ်ငါစပိန်နေရမလားနင်းကလမ်းနေမှမသိတာငါပဲစပိန်နေမယ်နင်းနောက်ကလိုက်ပြီးထိုင်စီမင်းကလေးနင်းနဲ့စပိန်ကိုနောက်ကထိုင်စီရမှာတော့စိတ်တော့တော်တော်ကတိကတ်အောင်ဖြစ်တာဗျဒါပေမဲ့ကျုပ်ကသူပြောတဲ့အတိုင်းပဲစီးလိုက်ပါလေဟာခင်မုန်းတွေကစပိန်စီရတော်တော်ကိုကျွမ်းကျင်တာပဲဗျလမ်းနဲ့ကိုချုံးဝင်လိုက်တယ်လမ်းလေးတွေကတော်တော်ကိုလှလာဗျတလန်းလုံးပန်းတွေပွင့်လိုက်နေတာမှပန်းမျိုးစုံအနက်မျိုးစုံစိတ်ထဲမှာကြည်လင်ပြီးတော့သွားတာဗျာရွှေနန်းရတာစားဖွယ်တောက်ဖွယ်ဆိုင်ခင်မုန်းလွင်ကဆိုင်ရှိမှာစပိန်လေးရက်ပြီးဆိုင်ထဲကိုဝင်နေဗျကျုပ်ကသူ့နောက်ကနေလိုက်ရတာပေါ့ဗျာဆိုင်ထဲမှာလူသိမ့်မများဘူးဗျ10ယောက်လောက်ပဲရှိမှတင်တယ်ဗျ2ယောက်တဝိုင်းထိုင်နေကြတာခင်မုန်းလွင်ကစပွဲတစ်လုံးမှာဝင်ထိုင်နေဗျတခြားဝိုင်းနေမှာလဲကောင်လေးတွေကောင်မလေးတွေ2ယောက်တဝိုင်းထိုင်နေကြတာဗျတုတ်ကြည့်လိုက်တော့ကောင်မလေးတွေကခင်မုန်းလင်လိုပဲလှကြတာဗျကောင်လေးတွေကတော့တကယ်ချောလေးတွေပါဗျာဆိုင်ထဲမှာရုပ်ဆိုးတကောင်တော့ပါလာတာပေါ့ဗျာနောက်တစ်ခုကျုပ်အံဩတာကသူတို့အသားရည်လိုပဲဗျအားလုံးရဲ့အသားတွေကဖြူပြီးဝင်းပါနေတာခင်မုန်းလင်ရဲ့အသားလိုပဲဗျဆိုင်ချင်းယောက်ျားကခင်မုန်းလင်ကိုလာမိတယ်ဟေးမီနော်ဘာစားမလဲSecond or two? Okay, Mino. ဆိုင်ရှင်ကပြောပြီးလက်ထပ်သွားတယ်။ကျုပ်ကိုတော့တတိစစကြည့်သွားတယ်ဗျ။ခင်မုန်းလွင်နင်းနာမည်ကမီနောလား။ဟာမဟုတ်ပါဘူးတတိယမီနောဆိုတာကောင်မလေးကိုပြောတာ။နင်တို့တွေမှာကလေးမလို့ခေါ်လို့ပေါ့ဟဲ့။အော်အေးငါသိပြီ။ဒီမှာငါတို့တွေ့ရလူတွေအကုန်လုံးအသားတွေဖြူဝင်းပြီးရုပ်ရည်တွေကလည်းချောမောကြတယ်နော်ခင်မုန်းလွင်။ဒီကလူတွေကလောဘစိတ်ဒေါသစိတ်နဲတယ်တတိယပြီးတော့အသားမစားဘူးတို့ရဲ့အသီးရွက်တွေရဲ့ပဲစားတာဟဲ့ပဲမျိုးစုံလည်းရှိတယ်စီဆိုရင်လည်းထောပတ်စီပဲစီအုံးသီးစီပဲစားကြတာခင်မုန်းလင်ပြောတာကိုကျုပ်စိတ်တော်ဝင်စားပြီးနားထောင်နေရဲ့ဗျမီနောစကဲနောရပြီဆိုင်ရှင်ကစကနောဆိုတာပကံနှစ်ပကံလာချပေးတယ်ကြွေပကံနဲ့ကြွေဆုံးဗျတာဒီတောက်ကြည့်စကနောကတိတ်တောက်လို့ကောင်းတာဒီဆိုင်ကပူကောင်းနေဟာအဲ့ကြောင့်မလို့နင်းကငါချီချီခေါ်လာတာပေါ့ကျုပ်ကခင်မုန်းလင်ပြောတဲ့စကနောကိုတစုံတောက်ကြည့်လိုက်တယ်ဗျကျုပ်ပါဇက်ကအတန်လုံးထွက်သွားတယ်ဘလူလေးကြိုက်လားတာဒီကြိုက်တယ်ခင်မုန်းလင်ငါတို့နဲ့လှုပ်ထားတာနော်တော်တော်ကိုကောင်းနေရတာပဲနန်းကလည်းမှုှိနေတာမဟာအေးဟုတ်တယ်တောက်တာဒီငွာသေးရင်ငါသူကုတ်ကိုနောက်တစ်ပွဲထပ်လောက်ခိုင်းလိုက်မယ်လေဟာဩဆိုင်ရှင်နာမည်ကသူကုတ်တယ်လားဟာမဟုတ်ပါဘူးသူကုတ်ဆိုတာအစားတောက်တွေလောက်ရောက်တဲ့လူကိုခေါ်တာပါဟာသူကုတ်စတနော1ကျွန်တော်တို့2ယောက်ပြောနေတော့မှာပဲတခြားစပွဲကကောင်မလေးကြောက်ကဆိုင်ရှင်ကိုနောက်တစ်ပွဲထပ်မှာလားဗျကျုပ်ဖင်ပြအရသာရှိလို့တပတ်ကန်ကိုတောက်လိုက်တာပြက်ခနဲပဲဗျနောက်တပတ်ကန်ထပ်မှာရင်နေနဲ့ငါနဲ့တဝက်စီတောက်မယ်ဒီတစ်ခါတော့ကျုပ်လည်းမငင်းမှခေါင်းကြီးပြလိုက်တယ်ဗျသူကုတ်စကနော1ခင်မုန်းတွေရဲ့အတန်လေးကဆိုင်ထဲမှာလွှမ်းသွားတာပေါ့ဗျာရမယ်မီနောခဏနေတော့ဆိုင်ရှင်ကစကနောတပတ်ကန်လာချတယ်ဗျ
ခင်မုန်းလွင်ကသူ့လက်ဖြူဖြူသွယ်သွယ်လေးနဲ့ကျုပ်ပကံတွေကိုတဝက်သူ့ပကံတွေကိုတဝက်ထည့်ပြီးတောက်ကြတယ်ဗျကျုပ်တို့နှစ်ယောက်စကနောတောက်ပြီးခင်မုန်းလွင်ကဆိုင်ရှင်ကိုပတ်စံပေးတယ်10 တန်တရွက်လေးဗျကျုပ်ရမ်းအံ့ဟောသွားတာဗျကျုပ်တို့ပတ်စံနဲ့မတူဘူးဗျလက်ဟဲမှာကြံနေသေးရဲ့10 တန်တရွက်ကိုခင်မုန်းလွင်ကပြတယ်တတိဒါငါတို့ဘယင်လေးဟာနင်တို့ဘက်မှာဘယင်နေတိတ်မရှိတော့ဘူးနော်ငါတို့ဘက်မှာတော့ဘယင်တွေကအရင်တိုင်းချိနေတာပါပဲဒီလူတွေကလောဘဒေါသစိတ်နေကြတော့စိတ်ချမ်းသာရတယ်လေဟာဒီတော့ဘယင်အုပ်ချုပ်ရတာမခက်ဘူးလေဟာလူတွေကအမြဲတမ်းကိုကျင်တရားနဲ့ကိုပဲအေးချမ်းချမ်းနေကြတာဉာဏ်ဖြစ်တာတို့တိုက်ခိုက်တာတော့မရှိဘူးဟာနင်ပြောရဲ့ရဲစခန်းလည်းဒီမှာမရှိဘူးခင်မုန်းလင်ကကျုပ်ခင်မုန်းလင်ပြောတာကိုနားထောင်နေရဲ့ဗျဒါပေမဲ့သူပြောတယ်နင်တို့ဘက်တို့ငါတို့ဘက်တို့ဆိုတာကျုပ်နားမလည်ဘူးဗျပတ်စံဘောကဘယင်ရဲ့ပုံကိုတိတိကျကျကြည့်တော်တော်တင်းကြီးခံရတဲ့လူတယောက်ပါပဲဗျာဒါထိုင်းဘယင်ဘူမီဘောလည်းမဟုတ်ဘူးဗျဘယ်နိုင်ငံကဘယင်ပါလဲလို့ကျုပ်တွေးနေတာဗျကဲတာတီသွားမယ်လို့ပြောပြီးခင်မုန်းလင်ကအရှိကနေခင်မုန်းလင်ကအရှိကတော့ကျုပ်ကနောက်ကနေလိုက်ခဲ့ရတာပေါ့ဗျာဒီတော့မှကျုပ်တတိထားမိလားဗျကျုပ်ဝေထားတဲ့ဝေစားတွေကတစ်လွင်နေတာဗျဒါတွေကကျုပ်အင်ကြီးလုံကြီးတွေမဟုတ်ဘူးဆိုတာကျုပ်တတိထားမိလိုက်တာပေါ့ဗျာခင်မုန်းလင်ကကျုပ်ကိုစပိန်လေးနင်းပြီးလမ်းလေးတွေကိုလိုက်ပြတယ်ဗျလမ်းလေးတွေတစ်လျှောက်မှာတွေ့ရတဲ့အိမ်လေးတွေဟာအင်ကြီးအိမ်ကောင်းတွေကြီးပါပဲဗျာခြံဝင်းတွေအခြေကြီးတွေနဲ့သူတို့အိမ်ဝင်းကြီးတွေထဲမှာလဲပန်းနေပွင့်နေလိုက်တာမှအယောင်ကိုစုံလို့ဗျာရာဒီကလည်းအေးမြတ်မြတ်နဲ့တန့်ပြန့်နေတဲ့လမ်းမကြီးတွေတစ်လျှောက်မှာတပ်ပင်လေးတွေကစီတန်းလိုပဲဗျာအပင်တိုင်းမှာပန်းပွင့်လေးတွေပွင့်လို့ဗျပွင့်တဲ့ပန်းတိုင်းကလည်းမွေးရဲ့ချင်မာရဲ့ဗျာတလန်းလုံးပဲတော့မှွေးပြတ်နေတာပေါ့ကောင်းကင်ကိုမော့ကြည့်လိုက်ရင်လဲမြူနှင်းလေးတွေအမြဲဝေနေတာဗျနှင်းလာခံထားတော့နေကလည်းအယမ်းမပူတော့ဘူးဗျအလင်းရောင်ကတော့တအားလင်းမနေဘူးဖြော့လေးပဲအလင်းရောင်ရှိတာပေါ့ဒီရာဒီဥဒုကအမြဲတမ်းဒီလိုပဲလားခင်မောင်းလေဟုတ်တယ်တတိအမြဲတမ်းဒီလိုပဲမိုးရွာတဲ့ခါလေးရွာတာပေါ့ဟဲ့မိုးမရွာရင်အခုလိုပဲမြူလေးတွေဆိုင်ပြီးနှင်းလေးတွေအမြဲကျတတ်တယ်ဟဲ့အဲ့ဒါကြောင့်ငါတို့အလွာတွေကလူတွေကနင်တို့လွာတွေကလူတွေရှိကိုလာလို့မရဘူးအဲ့ဒီကနေရောင်ကြီးကိုလုံးဝမကြည့်နိုင်ကြဘူးဟဲ့လူတိုင်းကလည်းအလွာကူးနိုင်တာမဟုတ်ဘူးလေတာတည်းရဲ့အစွမ်းရှိတဲ့လူပဲကူးနိုင်တာပေါ့တချို့ဆိုကူးနိုင်တဲ့အစွမ်းရှိပေမဲ့ဟိုဘက်ရောက်လို့ဟိုဘက်ရောက်ရင်နေကိုလုံးဝမကြည့်နိုင်တာရဲ့အပူဒဏ်ကိုမခံနိုင်တာရဲ့ကြောင့်ချက်ချင်းပြန်လာကြရတာဟဲ့နင်ရောအလွာကူးနိုင်လားဟဲ့တာတည်းကူးနိုင်လို့ငါကနင်နဲ့တွေ့ရတာမဟုတ်ဘူးလားဟဲ့နင်ကငါတို့ရှိကနေအောင်ကြီးကိုကြည့်နိုင်လားခင်မုန်းလင်ကြည့်နိုင်လို့ပဲနင်နဲ့ငါရှောက်သွားနေတာပေါ့တတ်တည်းရဲ့ခင်မုန်းလင်ပြောတဲ့အလွှာဆိုတာကျုပ်နည်းနည်းသဘောပေါက်လာတယ်ဗျနင်တို့နေတဲ့ဒီမြို့ကဘယ်မှာရှိရတော့အော်တတ်တည်းရဲ့ငါဒီလောက်ထိပြောပြနေတာတော့မှနင်အခုထိနားမလည်သေးဘူးလားဟဲ့နင်တို့နေတဲ့မြို့နေရာမှာပဲငါတို့နေတဲ့မြို့ရှိတာလေခင်မုန်းလင်ကပြောရင်းနဲ့စပိန်ကိုလန်ဒလန်နဲ့ကိုချုံဝင်လိုက်တယ်ဗျပြီးတော့ခြံဝင်းကြီးတစ်ခုရှိမှစပိန်ကိုရက်လိုက်တယ်ခြံထဲကအင်ကြီးကတော်တော်ကိုကျဲပြီးခမ်းနာတာပြုတ်တတိဒါငါတို့အိမ်လေဟာဟုတ်လားအင်ကြီးကတော်တော်ကိုကောင်းလိုက်တာနင်တို့ကတော်တော်ကိုချမ်းသာတာပဲဟာတတိငါတို့လွာမှာချမ်းသာရဆိုမရှိဘူးဟာအားလုံးကတူတူပဲတယောက်ဟာတခြားလူတယောက်ဟာတခြားလူတယောက်အတွက်သူကျွမ်းကျင်ရာအလုပ်တစ်ခုကိုလုပ်ပြီးအလုပ်ကျွေးပြုကြတာဟာစီးပွားဥစ္စာရှာတာမဟုတ်ဘူးဟာစိုက်ပျိုးရေးလုပ်တဲ့လူကလူများစားဖို့တောက်ဖို့ရည်ရွယ်ချက်နဲ့စိုက်ပျိုးတယ်အစားတောက်ချက်တဲ့လူတွေကလူအများစားဖို့တောက်ဖို့ကောင်းကောင်းလေးချက်ရောင်းနေဟဲ့ဝင်းမြူရေးလုပ်တဲ့လူတွေကလည်းတရိတ်ဆန်နေမွေးပြီးနွားနို့ကိုကြက်ဥကိုထုတ်လုပ်ကြတယ်ဟဲ့ဒီမှာအသားမစားတော့အသားတွေကိုမထုတ်ကြဘူးပေါ့ဟဲ့မွေးထားတဲ့တရိတ်ဆန်တွေတင်ရင်တော့မှ
လူတွေကိုတကြိုပေးကြတာဟဲ့အင်ကိုတော့အလဲခေါ်လို့မဖြစ်ဘူးတာဒီငါအလွာကူးတာကိုငါမိဘတွေသိလို့မဖြစ်ဘူးဟာသိရင်အရန်စိုးရင်တော့ကြမှာခင်မုန်းလင်လိုအိမ်ရှိကနေထွက်လာခဲ့ကြတယ်ဒီတစ်ခါတော့စပိန်မစီပဲလမ်းလျှောက်လာခဲ့တယ်ဗျခင်မုန်းလင်ကသူ့စပိန်လေးကိုတွန်းလို့ပေါ့ဗျာငါတို့ရောအလွာကူးလို့ရလားခင်မုန်းလင်မရဘူးတတ်တယ်နင်တို့မှအဲ့လိုအစွမ်းမျိုးမရှိဘူးလေဟာနောက်တစ်ခုကနင်တို့အလွာကလူတွေကလူပုံဆိုတာပဲသိကြတာလေလူပုံမှာအလွာကြီးရှိရဆိုတာတလောနဲ့တလောမြင်ရတာတို့ကြားရတာလို့ဆိုတာနင်တို့လုံးဝမသိဘူးလေနင်တို့အလွာတစ်ခုဟာပဲလူပုံလို့ထင်နေကြတာငါကြားဘူးကတော့လူအလွာ3လရှိရလို့ကြားဘူးတာပဲဒါမဲ့အဲ့ဒီနောက်တလောကိုဘလို့ကူရမှန်းငါတို့မသိကြဘူးဟာကူဘူးရဲ့လူတွေတယောက်မှမရှိဘူးဟာနောက်တလောတော့ရှိသေးတယ်ဟုတ်လားခင်မုန်းလေဟုတ်တယ်တတိငါတို့ရဲ့အလောကတချို့တလေဆိုရင်နင်တို့ဘက်ကိုကူပြီးပြန်မလာလို့ပါဘူးတောင်ရှိတယ်ဟာဘလို့ဖြစ်လို့တော့ဟာနင်တို့ဘက်မှာအိမ်နောင်နေကြပြီးတသက်လုံးအဲ့ဒီမှာနေတော့ကြတာလေဒါမဲ့နင်တို့နဲ့ငါတို့ကအချိန်တိုင်းသာတူကြတာမှမဟုတ်တာတာတည်းရဲ့နင်တို့ဘက်မှာနေရင်တော့နင်တို့အချိန်တိုင်းပဲနေရမှာပေါ့ဟဲ့နင်တို့လူတန်းတိုင်းပဲနေသွားရမှာပေါ့ဟာဟုတ်လားနင်အခုဒီမှာရောက်နေတာဘယ်လောက်ကြာပြီလို့ထင်လဲငါထင်တော့နိုင်ခွက်လောက်ပဲရှိသေးတယ်ပေါ့ဟာနင်တို့ဘက်ကိုပြန်ကူးရင်နင်တွေ့ရမှာပါဒါမဲ့နင်ဘာမှဖြစ်ပါဘူးတတ်တယ်ခင်မုန်းလင်ကိုဘာပြောရမှန်းကြုံမသိဘူးဗျနင်တို့ချီမှာကားရရဟားတွေမရှိဘူးလားရှိဘူးလေတတ်တယ်ငါတို့အတွက်အဲ့ဒါကြီးလုံမလို့လားဘာဖြစ်လို့တော့တမျိုးနဲ့တမျိုးသွားတော့စပိန်နဲ့သွားလို့မဖြစ်မလို့ခင်မုန်းလင်ရဲ့တမျိုးနဲ့တမျိုးသွားတော့လေအလွာကူးလိုမျိုးပဲပေါ့ဟဲ့ငါတို့မှာအစွမ်းနေနေပဲသွားကြတာပေါ့ဟဲ့သွားချင်တဲ့မျိုးကိုချက်ချင်းရောက်တာလေငါကတော့ဘယ်တော့သွားဒီစပိန်လေးနဲ့ပဲသွားတာနင်တို့ဘက်ကိုကူးလာတယ်လို့ပဲချက်ချင်းရောက်သွားတာပဲနေအောင်ခင်မုန်းလေနင်ပြောလို့နင်ကအလွာကလာတဲ့အခါဘာလို့ရဲစခန်းဝင်းထဲကထွက်လာတော့ခခင်မုန်းလေကတုံငနဲ့ရက်လိုက်တယ်တာဒီနင်နဲ့ငါနဲ့အခုဒီညမှရက်လိုက်တဲ့နေရာကနင်တို့ဘက်မှာနင်တို့ပြောရရဲစခန်းဝင်းလေဟာဟုတ်လားရဲစခန်းဝင်းထဲကအိမ်ယူလည်းမမြင်ရပါလားဟာခင်မုန်းလေရဟဲ့တာဒီရဲ့ဘယ်မြင်ရပါမလို့ဒါကငါတို့အလွာလေနင်တို့လွာမဟုတ်တာဟာဘောပေါက်ဝါးကြီးခင်မုန်းလေနင်းကငါကျေးဇူးတင်လိုက်တာဟာလူပုံမှာဒီလိုအလွာရှိတာငါတစ်ခါမှမကြားဘူးလူပုံအလွာ3လွာမှာငါတို့ကအညံဆုံးပဲပေါ့ခင်မုန်းလူရဲ့ဘာဆွဲမှလဲငါတို့ရှိမှမရှိဘူးတရက်စစ်တွေဆက်တွေပြင်းထန်တဲ့ပောက်ကွဲမှုတွေလုံနိုင်တာကိုပဲငါတို့ကဂုံယူနေကြတာဟာလောဘစိတ်တွေဒေါသစိတ်တွေမောဟစိတ်တွေနဲ့တိုက်ခိုက်နေကြတက်ဖြတ်နေကြစစ်ပွဲကြီးတွေဖြစ်ကြကြောက်စရာကောင်းတဲ့ကမ္ဘာစစ်ကြီးတွေဖြစ်ကြကိုအထင်ကြီးနေကြတာပေါ့ဟဲ့နင်တို့အလော်မှာလူတွေကအေးချမ်းပျော်ရွှင်နေလိုက်တာကြတာကွာဒါချက်နင်တို့မှာကိုးကွယ်ဘာသာရောရှိရလားခင်မုန်းနေဟဲ့ရှိရပါဘောတတရဲ့ဒါမဲ့နင်တို့ရှိမှာနင်တို့ဘက်မှာလူမျိုးအများကြီးကွဲပြားမနေဘူးဟာဗုဒ္ဓဘာသာတစ်မျိုးတည်းပဲရှိတာနောက်နင်ဒီဘက်ကိုကူးလာတဲ့မှာလဲဖုန်းကြီးเจ้าတွေဖះเจ้าတွေငါလိုက်ပြမယ်တတ်တယ်နင်တို့ကငါလိုမျိုးအစွမ်းမရှိတော့အကြာကြီးနေလို့မရဘူးအခုပြန်မရောဖြစ်မယ်ဒါကြောင့်ဟိုဘက်ရောက်ရင်အချိန်ကွာခြားမှုနဲ့နေရင်ဆိုင်ရအောင်ပါနော်နောက်တစ်ခုကနင့်ကိုငါပြောရအောင်မယ်တတ်တယ်ငါအလွာကူရကိုငါမိဘတွေတော့မသိကြဘူးဒါမဲ့ငါကျောင်းကဆရာမကြီးတည်သွားတယ်ဟဲ့သူကဘလို့တည်တာတော့ငါနင်တို့ဘက်ကိုကူးလာတဲ့အချိန်မှာသူကလည်းနင်တို့ဘက်ကိုရောက်နေတာတဲ့ငါကသူ့ကိုမတွေ့ပြင်မဲ့သူကငါနဲ့နင်နဲ့ကိုရှောက်သွားနေတာကိုတွေ့တယ်ဟာခင်မုန်းလွင်ဆီယာမကြီးကသူ့ကြတော့ကူးလာပြီးတော့နင့်ကိုကြတော့ဘာပြောတော့မကူးရဘူးလို့တားမြင်တာလားဒါဆိုရင်တော့နင်တို့ဆီယာမကြီးကမဟုတ်သေးပါဘူးဟာ
မဟုတ်ဘူးလေတာဒီဆရာမကြီးကပညာရေးကိစ္စရှိလို့ကူသွားတာငါကတတ်ကူးပြီးနင်းနဲ့လျှောက်လေတာလေအဲ့ဒီတော့ဆရာမကြီးကဘာပြောတော့ဟာနောက်ထပ်မကူးရဘူးလို့ပြောရဖို့ဟာသူ့စကားနားမထောင်ရင်အိမ်ကမိဘတွေကိုလာတိုင်မယ်လို့ပြောတယ်ငါတို့အလော်မှာကလူတွေကစကားပုံမပြောတတ်ကြဘူးတာဒီရဲ့ပြီးတော့ငါတို့တွေကလည်းစီကန်းတွေကိုတတ်မှတ်လိုက်ရင်လိုက်နာကြရတယ်ဟင်အဲ့ဒါဆိုရင်ညီနဲ့ငါနဲ့မတွေ့ရဘူးပေါ့ဟုတ်တယ်တတိခုညီနဲ့ငါနဲ့နင်းငါနင်းကိုဒီလော်လေးကိုခေါ်လာပြရလဲဆီယာမကြီးနဲ့သဘောတူညီချက်ယူပြီးခေါ်လာတာဟာညီနဲ့ငါခဏတော့တွေ့လို့မရသေးဘူးပေါ့ဟာကျုပ်ကဘာမှမပြောတော့ပဲခင်မုန်းတွေမျက်နှာလေးကိုငေးကြည့်နေလိုက်တယ်ခင်မုန်းတွေကတော့ကျုပ်မျက်နှာလေးကိုငေးကြည့်နေရဲ့ဗျတာတီငါခေါ်လာတာနင်းခဏမဟုတ်ဘူးလေနင်းရဲ့လက်ပြကိုခေါ်လာတာဟာဒီရောက်တော့မှအလွာခန္ဓာတစ်ခုဖန်ဆင်းပေးလိုက်တာငါတို့အလွာကလူတွေကဖန်ဆင်းနိုင်တယ်လေတာတီရဲ့အခုနင်းကိုငါဖန်ဆင်းပေးထားတာအလွာတစ်ခုအလွာရုပ်ကိုပြန်သိမ်းလိုက်ပြီးနင်းရဲ့လက်ပြကိုဟိုဘက်မှာရှိတဲ့နင်းရဲ့ခန္ဓာလေးကိုပြန်ပို့လိုက်တော့မယ်ခဏပါပဲတာတီရဲ့နင်းတော့နောက်တော့နင်းနဲ့ငါနဲ့ပြန်တွေ့ကြအောင်မဟုတ်ဘူးခင်မုန်းလင်ကပြုံးပြီးကျုပ်ကိုနှုတ်ဆက်တယ်ဗျအလားဆုံးပဲပြုံးထားလားဘယ်တော့ပြုံလှနေတာလားဆိုကျုပ်လည်းမသိပါဘူးဗျခင်မုန်းလင်ရဲ့အလားကိုငေးကြည့်ရင်လက်ခနဲဖြစ်သွားတယ်ဗျဟောလှုပ်လာပြီလှုပ်လာပြီတာတီလှုပ်လာပြီဆိုရကာယတင်မြင်အတန်ဗျတာတီဆိုပြီးခေါ်တာကသိန်းစော်အတန်ဗျမောင်တာတီတတိရပြီလားတတိရရင်မျက်စိလေးဖွင့်လိုက်ဒါဆရာဦးဆောင်မြင့်ရဲ့အတန်ဗျတင်မြင့်ဆရာဝန်ကြီးကိုတော့ခေါ်လိုက်လူနာလှုပ်လာပြီလို့ပြောဟုတ်ကဲ့ဆရာအတန်တွေကိုတော့ကျုပ်တေချာကြားနေရတယ်မျက်စိတွေကိုတော့ဖွင့်လို့မရအောင်လေးနေတာပေါ့ဗျာခဏနေတော့ဖနက်တန်ကြရတယ်ဟောဆရာဝန်ကြီးလာပြီဟေးဘေးရကြဟိုဆရာဇော်မြင့်အတန်ကောကျုပ်ကြားလိုက်တယ်ဗျဘလို့တော့မောင်တာတီပြန်ရောက်လာပြီလားကွဘယ်တွေများရှောက်သွားနေလို့မောင်တာတီရဲ့ဆရာဝန်ကြီးအတန်ဖြစ်ရမယ်ဗျပြောရင်းနဲ့ကျုပ်ရင်ဘတ်ကိုနှစ်ချက်လေးနဲ့ဆန်းတယ်အသက်လေးပြင်းပြင်းရှူမောင်တာတီပြင်းပြင်းရှူဆရာဝန်ကြီးပြောတဲ့အတိုင်းကျုပ်ကအသက်ရှူရဲကဲမျက်လုံးဖွင့်စမ်းမောင်တာတီဖွင့်စမ်းဖြည်းဖြည်းလေးဖွင့်ကြည့်ကျုပ်ကဆရာဝန်ကြီးခိုင်းတဲ့အတိုင်းမျက်လုံးလေးကိုစူးစမ်းပြီးဖွင့်လိုက်တယ်ဟာတအားကိုလင်းသွားတာဗျကျုပ်ချက်ချင်းပြန်မိတ်လိုက်တယ်ပြီးတော့မှမျက်စိကိုစူးစမ်းပြီးထပ်ဖွင့်တယ်ဟာပွင့်သွားပြီဗျကျုပ်အားလုံးကိုမြင်ရပြီမောင်တာတီတတိကောင်းရပြီလားကွဟုတ်ကဲ့ရပါပြီဆရာမျက်စိရောကြည့်လို့ကောင်းရဲ့လားဟုတ်ကဲ့ကောင်းပါရဲ့အေးတခြားတော့ဘာမှမဖြစ်ပါဘူးကွယ်ဖျားတာနာလည်းမရှိပါနဲ့ဘယ်လိုဖြစ်လို့ကိုမာဝင်သွားလဲဆိုတော့ဆရာလည်းတွေးလို့သိမ့်မရဘူးကွအေးလေမောင်နာတီကပြန်ရောက်လာပြီဆိုတော့လေပြီးပါပြီလေဆရာဝန်ကြီးကကျုပ်ကိုပြောပြီးကျုပ်ကိုတက်ထားတဲ့အောက်ဆီဂျင်ပိုက်ကိုဖြုတ်ခိုင်းလိုက်တယ်ဗျဆရာဝန်နဲ့ဆရာဝန်မတွေပြန်သွားတော့ဆရာဦးစော်မြင့်ကပြောတယ်သိန်းစောဒါဒီတို့အိမ်ကိုသွားပြီးလူကြီးတွေကိုပြောလိုက်ပါအောင်ကွာသူလည်းတော်တော်ကိုစိတ်ပူနေကြတာကွဟုတ်ကဲ့ဆရာတို့ပြောပြီးသိန်းစောကထွက်သွားတယ်ဒါဒီမမိုးကြီးတို့ရီလာတို့တံပြားတို့ကမင်းဥစ္စာဆောင်မလေးနဲ့ရီးသားဖြစ်နေလို့ဆရာကိုဝိုင်းပြောကြတာကွအဲ့ဒါကြတော့ဆရာလည်းစိတ်ပူပြီးရောက်လာတာကွဘာလဲမင်းရဲ့နတ်သမီးလေးကမင်းကိုသူ့ရဲ့တိုက်ထဲကိုခေါ်သွားတာမလားမဟုတ်ပါဘူးတင်မြင့်ရာငါအိမ်မက်မက်နေတာပါဟေးမင်းအိမ်မက်မက်တာဟုတ်လားဒါဒီမင်းအိမ်မက်မက်တာလဲကွာမင်း9ရက်တောင်မက်ရလားဒီတစ်ခါလန့်သွားတာကျုပ်ပြ9ရက်ဟုတ်လားတင်မြင့်အေးဟုတ်တယ်မင်းဆေးရုံပေါ်မှာတတိလက်နေ9ရက်ရှိပြီကွဟုတ်တယ်မောင်တာဒီမင်းတတိလက်နေတာ9ရက်ရှိပြီကွမင်းဘယ်ကြီးရောက်နေရတော့မမွေးကြီးတို့ပြောလို့ဥစ္စာဆောင်မလေးနဲ့ကြိုက်နေရဲဆိုတာတော့ဟုတ်လားအဲ့ဒီကောင်မလေးကတော်တော်ကိုချောတယ်လို့မမိုးအေးတို့ရီလာတို့ကပြောတယ်ဟုတ်လားတာဒီငါတပည့်ကြီးကဘယ်တော့မှမလိန်တက်မညာတတ်တဲ့ကောင်မကဲ
ဆရာကိုအမှန်တိုင်းပြောကွာခင်မုန်းလွင်ကဥစ္စာဆောင်မဟုတ်ပါဘူးဆရာရဲ့မင်းကောင်မလေးနာမည်ကခင်မုန်းလွင်နဲ့လားရဲစခန်းဝင်းထဲကထွက်လာတာဆိုဖီးစင်စပိန်အစိမ်းအောင်လေးနဲ့တဲ့မိုးမိုးအေးကတော့အတက်ကိုပြောတာကွအဲ့ဒါဥစ္စာဆောင်မလေးပါလေဆရာရဲ့တာတီဆိုတဲ့ကောင်ကနေရာတကာဆက်ပါတော့ဥစ္စာဆောင်နဲ့ဘလို့များတွားတွေ့ပါလိမ့်မသိပါဘူးဆရာရဲ့လို့အောင်ပြောတယ်မင်းအတွက်မင်းတငယ်ချင်းတွေကစိတ်ပူနေတာကွမင်းကိုကောင်မလေးကတိုက်ထဲကိုခေါ်သွားပြီလို့အားလုံးကထင်နေကြတာကွတိုက်ထဲကနေမင်းပြန်ထွက်နိုင်မှာမလားဆိုပြီးငါတို့ကစိတ်ပူနေတာမင်းကလည်းဘလို့များဒီလောက်ချောတဲ့ကောင်မလေးကိုတွားတွေ့ရတော့တာတီယာကျုပ်ဆရာဦးစောမြင့်ကိုခင်တယ်လေးစားတယ်ဗျဆရာကိုတော့အမှန်တိုင်းပြောမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ဆရာအိမ်ကိုတင်ချာစာအုပ်တွေလာပို့ပြီးအပြန်မှာခင်မုန်းလေးနဲ့တွေ့တာပါဟေးလက်စတတ်တော့ဒီဇလန်ရဲ့လက်တွေကငါဖြစ်နေပါကိုလားမောင်တာတီရေဟာအဲ့လိုလည်းမဟုတ်ရပါဘူးဆရာရဲ့ဆရာအိမ်ကအပြန်မှာခင်မုန်းလင်ကကျုပ်ကိုစပိန်နဲ့ဝင်လိုက်တာကစတာပါဆရာတခုမကြမ်းဆရာဦးစောမြင့်ကိုကျွန်တော်ပြောပြလိုက်တယ်ဗျဆရာလည်းကျုပ်ပြောတာကိုတော်တော်အံ့ဩနေပြီဗျတမြင့်ကလည်းမျက်လုံးကြီးအပြူသားနဲ့နားဟောင်နေတာပေါ့ဗျာကျုပ်စကားဆုံးတော့ဆရာကပြောတယ်မင်းပြောတော့မှလူပုံမှာအလွှာသုံးတာရှိရဲဆိုတာကြားဘူးတော့လေကွာငါတို့ပဲရှိတယ်ထင်တာကွဒါဆိုရင်ခင်မုန်းလွင်တို့မြို့ကဒီညမှာပဲပေါ့ကွာဟုတ်တယ်ဆရာခင်မုန်းလွင်တို့အိမ်ကငါတို့လေရဲစကန်ဝင်တက်တဲ့ပေါ့ဟုတ်လားဟုတ်တယ်ဆရာဒါမဲ့သူတို့စီမှာတော်တော်ကိုလှတာဆရာကခေါင်းငိမ်ပြီးပြောတယ်အဲ့ကောင်မလေးကရဲစကန်ဝင်းထဲကထွက်လာတာဆိုတော့မင်းတငယ်ချင်းတွေကရဲစကန်ဝင်းထဲသူတို့အတိတွေစီမှာဒီကောင်မလေးရှိလားခင်မုန်းလွင်ဆိုပြီးတိလားဆိုပြီးစုံစမ်းကြတာပေါ့ကွာဟိုနေ့ကလည်းခင်မုန်းလွင်ဆိုတဲ့နာမည်မျိုးမရှိဘူးပေါ့ပြီးတော့ရဲစကန်တဝင်းလုံးမှာလည်းခင်မုန်းလွင်လို့ချောချောလတ်လတ်ကောင်မလေးကြောက်မရှိပါဘူးဆိုပြီးပြောတာမောင်တတ်ကြီးကျုပ်ဖင်အားနိုင်လိုက်တာဆရာရဲ့ကျုပ်ကြောင့်ဆရာရောတငယ်ချင်းတွေရောစိတ်ပင်ပန်းသွားကြမှာပေါ့ဒါလေးအရေးမကြီးပါဘူးမောင်လာတည်ရဲ့မင်းတတိပြန်ရပြီဆိုရင်ကျုပ်တို့အားလုံးဝမ်းသာပါလေကွာပြီးတော့တင်မြင့်ကလည်းတငယ်ချင်းတွေကိုအကြောင်းကြားလိုက်ကွာဟုတ်ကဲ့ဆရာကျွန်တော်လိုက်ပြောလိုက်ပါမယ်အေးကွာမောင်လာတည်မင်းပြောလို့တန်ငါကြားရတယ်လူအလွာဆိုတာကိစ္စကိုငါညံနဲ့တွေးကြည့်တာဘလို့မှကိုနားမလည်နိုင်ပါဘူးကွာဒါမဲ့ဆရာမောင်တန်တီပြောရကိုတော့လုံးဝယုံနေမင်းကမဟုတ်တာတွေကိုဘယ်တော့မှပြောတဲ့ကောင်မှမဟုတ်တာဟုတ်တယ်တာတီမင်းပြောတာကိုငါလည်းယုံတယ်ကွဒါမဲ့ဘလို့မှကိုနားမလည်ဘူးကွမင်းစဉ်းစားကြည့်လေကွာဒီတနေရာထဲမှာသူတို့မျိုးရောငါတို့မျိုးရောရှိရဲဆိုတာသူတို့နဲ့ငါတို့နဲ့ဘာလို့ဝင်မတိုက်တာလဲကွပြီးတော့သူတို့လည်းမြင်းလဲတွေစပိန်နေနဲ့တွားနေကြတာပဲငါတို့လည်းစပိန်နေရှိတာပဲဘာဖြစ်လို့ဝင်မတိုက်တာလုံးကွပြီးတော့ငါတို့အိမ်တွေနေရာမှာပဲသူတို့အိမ်တွေရှိတာဆိုတော်တင်မြင့်မင်းဆက်ပြီးစဉ်းစားမနေနဲ့တော့မင်းယူသွားရင်ဆရာတို့ရန်ကုန်အချိကိုလိုက်ပို့ရမှာနော်ဆရာဦးစော်မြင့်ကရေရင်ကာယတင်မြင့်ကိုပြောလိုက်တယ်တင်မြင့်ကလည်းဆက်မပြောတော့ပဲရက်သွားတာပေါ့ဗျာဆရာစဉ်းစားကြည့်တယ်ကွခင်ဘုံတွင်မင်းနဲ့လျှောက်လေတုန်းကဘာဆဆာပတ်စံတွေကိုသူကြီးပဲပေးတာဆိုတော့တို့အလွာမှာတုံးတဲ့ပတ်စံကိုသူဘလို့ရလဲတာမောင်တာတီအဲ့ဒါလေးလည်းမင်းမေးကြည့်ခဲ့လားဒါတော့မေးဖို့မလိုပါဘူးဆရာရဲ့သူတို့အလောကလူတွေကဖန်ဆင်းနိုင်တယ်လေအဲ့ဒီထဲမှာလေခင်မုန်းလင်ကကြံတဲ့လူတွေတော်တော်များများထက်အစွမ်းပိုရှိနေတာနေမှာပေါ့ဆရာရဲ့ဒီလောက်ကတော့သူ့အတွက်အသေးဖွဲကိစ္စနေမှာပါဟုတ်တာပေါ့ကွာတာဒီယာခင်မုန်းလင်ကိုမင်းပတ်စံနေဖန်ဆင်းခိုင်းပြီးယူလာလိုက်ပါပြီးရောကွာမင်းအလားကာယတင်မြင့်ကပြောလိုက်တော့ဆရာဦးတော်မြင့်ကရေရောဗျဟဲ့ကောင်တင်မြင့်ကဘဲကိုကြီးနဲ့သွားတာမှမဟုတ်တာလက်ပြန်နဲ့သွားတာလေကွာခင်မုန်းလင်ကပတ်စံကိုဖန်ဆင်းပြီးတော့ငါဘယ်ဟာနဲ့ယူလာမလို့တင်မြင့်ကအေးကွာအေးဟုတ်တယ်ဒါလည်းဟုတ်တာပဲနော်ခဏနေရောဆရာဝန်ကြီးပြန်ရောက်လာပြီးတခါထက်ဆန်းသက်တယ်ဗျမောင်တတ်သေးပို့ပြီးစိတ်ချရအောင်ဒီတညတော့နေလိုက်ပါဦးမနေ့ပြန်မှပဲဆေးရုံကဆင်းဖို့ကွာဟုတ်ကဲ့ပါဆရာဝန်ကြီးထွက်သွားတော့
ဘာကြီးရဲ့ကျုပ်အဖရဲ့အမိရဲ့ရောက်လာတယ်ဗျကျုပ်ကိုတွေ့ရနဲ့သူတို့မှစိတ်အေးသွားတာပေါ့ဗျာဟဲ့တာဒီပုတ်ပုတ်ရှာရှာလေးဆက်ဆက်ဆူဆူရေတိတ်လဲလုံမနေနဲ့ဟောမတော်အသက်ပါသွားလိမ့်မယ်ဟုတ်ကဲ့ပါအမိရဲ့ကျုပ်ကခင်မုန်းလင်ကိုရဲစခန်းဝင်းထဲကနေတဲ့ချင်လို့ပါအမိရဲ့ကျုပ်တို့လိုလူတယောက်လိုပဲချင်တာပေါ့အခုလဲလူပါပဲလေအလွာမတူတာပဲရှိတာပါနင်းနဲ့အဲ့ဒီမိန်းကလေးမြင်တာနဲ့တန့်ပြီးကြိုက်ကြတာပဲလားဗံပွေးကုန်းကလှရင်နဲ့နင်းနဲ့ရီးစားဖြစ်နေသေးတာလည်းမဟုတ်ဘူးကျုပ်ရီးစားကလှရင်မှအမိရဲ့ခင်မုန်းလွင်ကကျုပ်ရီးစားမဟုတ်ပါဘူးရိုးသားသားခင်ကြတာပါနှမလို့မောင်နှမလို့ချစ်ကြတာပါဗျကျုပ်ကဘယ်တော့မှလိန်နဲ့ကောင်မဟုတ်ဘူးဆိုတော့ကျုပ်ပြောတာကိုဘာကြီးရောအဘရောအမေရောယုံကြတယ်ဗျအဘတို့အမေတို့ရောက်လာတော့ဆရာဦးစော်မြင့်နဲ့တင်မြင့်ကထပြီးပြန်သွားတယ်ဗျသိန်းစော်ခါတော့အဘတို့နဲ့ပြန်ပါလာတယ်သိန်းစော်ဒီနေ့ဘာနေတော့တနင်္ဂနွေနေ့လေတာဒီကမင်းစီးရုံပေါ်ရောက်နေတာ9ရက်ရှိပြီကွကျုပ်ကဘာမှမျိုးပဲတွေးနေမိလိုက်တယ်တကယ်ဆိုရင်တောက်ကြစနေတနင်္ဂနွေနေ့မှာခင်မုန်းတွေနဲ့တွေ့ဖို့ချိန်ထားပြီးသားလေဒါပေမဲ့ခင်မုန်းတွေမှာအကြောင်းပေါ်လာတော့ခင်မုန်းတွေကကျုပ်ကိုသူ့တို့အလွာစီခေါ်သွားပြီးအားလုံးကိုသိအောင်ပြောပြတယ်သူတို့မျိုးလေးကိုပြတယ်ကျုပ်ကိုခေါ်ဖို့ရောသူ့ရဲ့ကျောင်းဆရာမကြီးနဲ့သဘောတူညီချက်ယူပါသေးရဲ့လေဗျာနောက်ထပ်အလွာမကူလို့နောက်ထပ်အလွာကူးမသွားတော့ပါဘူးလို့ဂရီလဲပေးရသေးတယ်လေဗျာခင်မုန်းတွေမှာကြီးမားတဲ့အစွမ်းကြီးရှိနေတာကိုလည်းဆရာမကြီးကသိသွားပုံပဲဗျခင်မုန်းတွေတို့အလွာတွေမှာလူတွေကစီးကံကိုတော်တော်လိုက်နာကြပုံပဲခင်မုန်းတွေပြောလိုက်တဲ့ခဏတော့နင်းနဲ့ငါနဲ့တွေ့ရမှာမဟုတ်ဘူးတတိဆိုတာမလောက်တောင်ကြာအောင်မအောင်ခင်မုန်းလွင်ရဲ့ကျုပ်ရင်ထဲမှာပြန်ပြီးပြောမိနေရဲ့အခုတော့မှသူတို့စီမှာနာယီဝက်ရောက်သွားတာကျုပ်တို့စီပြန်ရောက်တော့9ရက်တောင်ကြာသွားပြီလေဒီတော့ခင်မုန်းလွင်ရဲ့ခဏဆိုတာဘလောက်ကိုပြောတာပါလေခင်မုန်းလွင်ရဲ့တွေ့ခွင့်သာရှိရင်ထပ်တွေ့ကျင်သေးပါသေးတယ်ဟာငါတို့အလွာကလူတွေကနင်တို့အလွာကိုနင်တို့အလွာကလူတွေလို့အစွမ်းမှမရှိတာငါကနင်တို့ရှိကိုအလွာကိုလာမလာတတ်တာခင်မုန်းတွင်ရဲ့နင်ကအစွမ်းရှိတယ်လေနင်မဲ့အလွာကူးတတ်တာလေနင်ထွက်လာမှငါကတွေ့ခွင့်ရမှာပါဘာပဲဖြစ်ဖြစ်ဒီဘက်ကိုကူးခဲ့ပါအောင်လားခင်မုန်းတွင်ရဲ့မှန်တဲ့တစ္ဆာစကားတစ်ခုကိုငါပြောပြရစီနင်းကိုငါအမြဲတနည်းရနေပါပါခင်မုန်းတွင်ကျမ်းမှချမ်းသာကြပါစေတတိအခါခွင့်တင်နိုင်ခင်မုန်းတွင်အကြောင်းကိုရှင်းပြပါရုံပဲနားဆင်ပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုရင်တော့ဘဝတော်လာဆိုတဲ့ဝတ္ထုလေးကိုတစ်ဆက်တည်းတင်ပေးလိုက်ပါတယ်ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပြီးဘေးက notification bell လေးကိုနှိပ်သွားပေးကြပါလို့ကျွန်တော်တောင်းဆိုရပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကအခုမှပြန်စပြီးလုပ်တဲ့ဆိုရဲ့အတွက်ကျွန်တော်ကိုကူညီထောက်ပံ့ပေးခြင်းနဲ့ဆိုရင်တော့ subscribe button လေးကိုနှိပ်ပေးကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်နောက်နေ့မှာဆိုရင်လည်းဒီထက်ကောင်းတဲ့ဝတ္ထုတွေကိုကျွန်တော်တင်ဆက်သွားပေးပါမယ်လို့ကျွန်တော်အာမခံပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေကျွန်တော်ကတော့ Dash ပါ